မှာဂေါရမအုပ်စုကဘာမှတော့မဖြစ်ဘူးတယောက်မှလည်းမလာဘူးဟုတ်လားတို့သာဒီမှာနေဘူးမိုးရတယ်မှာဘာလို့မှမသိဘူးတို့ဘာလို့ကြမလဲဘာလို့ကြမလဲမိစ္ဆာဒိဋ္ဌိနဲ့ဘာမှမလုပ်နဲ့တို့ဆရာကြီးတွေကမှဘာမှအမိတ်မပေးသေးဘူးဟုတ်လားဟိုမှာလာသေးဘူးလေမဂ္ဂလိဂေါလာလာတို့ပုရဏကသမတို့ဘယ်သူမှမလာသေးဘူးဆရာကြီးတွေမလာသေးတဲ့အခါကျတော့စောင်းစောင်းနောက်ကျတော့ဆရာကြီးတွေကအသာလေးနောက်ပြန်ကွယ်ထွက်သွားတယ်ဟာရာဇဂိုဘက်ကမိစ္ဆာဒိဋ္ဌိကြီးညိုတဲ့ပုဂ္ဂိုလ်တယောက်ကလည်းပဲဟာမိစ္ဆာဒိဋ္ဌိဆရာကြီးတွေတကိုးပြတော့မှအမလီတို့ဆရာကြီးတွေတို့ကြီးညိုဖို့အတွက်အချိန်ရပြီငါသွားမှာပဲဆိုပြီးတော့လေထွန်နေရာကနေပြိဿကြီးနွားတွေနဲ့အကုန်လုံးလေထဲမှာထားသူ့ပါလာတဲ့ရေဘူးလေးနဲ့ကျိုးလေးတစ်ချောင်းနဲ့ကိုင်းပြီးတော့တခါလဲတကိုးပြဝဲကိုအမိဆိုပြီးတော့လာသူ့တပည့်တခါလဲတကိုးပြဝဲကြီးညိုလို့လာတဲ့အချိန်မိစ္ဆာဒိဋ္ဌိဆရာကြီးကလည်းအချိန်လေးမကောင်းတော့သွားပြီငါတို့တော့ဟုတ်လား6ချက်ကွဲပြီဟုတ်လား9ချက်တော့မကွဲသေးဘူးဟုတ်လားငါတို့တော့ရှက်ကွဲပြီခေါ်ရမမပြိုင်မဲနဲ့တို့နိုင်သွားပြီဆိုပြီးတော့ဒီလောက်တောင်မှရှုံးချက်ခပ်ပွက်လန်ကတော့ငါလူ့ဘဝနေဖို့မကောင်းတော့ဘူးဆိုပြီးတော့သူကလည်းချင်းချင်းနဲ့စိတ်တည်ငြင်းပြီးတော့ရာဇဂိုလာရလမ်းအတိုင်းစိတ်ငြင်းငြင်းနဲ့ပြန်လာတဲ့အခါလမ်းမှာဆရာတပည့်သွားဆုံးဟာဆရာကြီးတကိုးပြမလို့ဆိုကျွန်တော်ကြီးညိုမလို့လာတာမင်းကွာမင်းဘာလင်းနဲ့လာဟုတ်ပါဘူးမင်းဘာချီးကျင်လာတာလားကောကားနဲ့လာတာလားဟာလားမင်းဟာကျွန်တော်တို့လေထဲမှာနွားတွေလဲတွေကိုထားပြီးအမြန်ကိုတုတ်လာရတာဆရာကြီးကိုကျွန်တော်တို့ကြီးညိုခြင်းလို့ကကြီးညိုမနေတယ်ကွာတကိုးပြတဲ့အကြောင်းလေးလည်းမေးမနေနဲ့ငါလည်းစိတ်ကြင်ရင်းတယ်ဟာဒါဆိုကျွန်တော်ဆက်သွားမလားမင်းမသွားရင်ကွာမသွားရင်လေကွာငါပြစ်တာငါသိတယ်မင်းလက်ထက်ပါလဲကျွန်တော်နေပူရင်တောက်ဖို့အတွက်ရေဘူးလေးပါအေးအဲ့ရေဘူးလေးငါလှူစမ်းကွာရေဘူးလေးယူမင်းလည်းပြပါနဲ့ဒါလေးကကျွန်တော်အပူဆောင်လာတဲ့ကျိုးလေးပါပြီးအဲ့ကျိုးလေးနဲ့ပြီးကွာဟုတ်လားရေဘူးလေးနဲ့ကျိုးလေးနဲ့တောင်းပြီးတော့တခါနဲ့ပေးလိုက်ရင်မိစ္ဆာဒိဋ္ဌိတပည့်ကလည်းပဲတကူပြတဲ့နေရာကိုသွားမယ်ဆိုဆက်သွားတယ်ဆရာလည်းလာလန်းပြန်ပြီးတော့နားရောက်တော့စဉ်းစားတယ်ဩငါမှလည်းတပွဲလည်းပဲအရှက်တွေ꿰လိုက်တာလူသိချင်းကြများလာပါပြီဒီပွဲလာတော့ပွဲတကားပွဲမှာအတက်ကိုနှစ်ပြည့်ခံရပြီငါလူပြည်နေဖို့မကောင်းတော့ဘူးဆိုပြိဋ္ဌာန်မိစ္ဆာဒိဋ္ဌိဆရာကြီးစောစောကသူ့ကြည်ညိုတဲ့လူပေးခဲ့တဲ့ရေဘူးလေးတွေကိုလေကြီးတွေအကုန်သွန်းသဲတွေထက်သဲတွေအပြည့်ထဲပြီးတော့မကြီးတစ်ခါတော်တော်လေးတယ်ကဲမတက်နိုင်တော့ဘူးဒင်းတို့အောက်တော့ငါတော့အရှုံးခံပြီးတော့တကူမပြိုင်တော့ဘူးငါဘောကငါအပီးငါလုတ်တာကောင်းတယ်ဆိုပြိဋ္ဌာန်ကျိုးလေဘဲမှာစော့ရေဘူးကိုချိန်ပြိဋ္ဌာန်ရေထဲဟုံးနဲ့ခုန်ချရတာကဲသဲအိုးနဲ့ရေထဲခုန်ချပြီဆိုမှတော့မိစ္ဆာဒိဋ္ဌိပေါ်ပါအောင်မလားဆရာကြီးဟုတ်လားအဲ့တော့ပြိဿကြီးကဲတယ်လို့လည်းတော်ရအထင်ကြီးမလို့ဟိုမှာတပည့်ကလည်းပြီးခဲ့တာတိတိလည်းပြန်ဟမ်ဒီလောက်တော့အရှက်မရှိတယ်သိရင်လည်းပြီးဟာလို့ပြီးခဲ့တာလည်းဖြစ်ရင်ဖြစ်မှာဟုတ်လားအဲ့တော့မိစ္ဆာဒိဋ္ဌိဘာဖြစ်သွားလဲဆရာကြီးသေသွားပြီဘယ်သူကတတ်တာလဲကိုယ့်ဟာကိုတတ်တာကိုယ့်ရေဘူးတဲ့တဲတဲ့ကိုယ့်ဟာကိုလည်းပဲဆွဲပြီးတော့သေသွားတာဟောဥသိလေးအဲ့ဒီမှာကြည့်ပြီးတော့စာကြည့်ပြီးတော့မြတ်စွာဘုရားကိုကွက်ကွင်းကိုပေါ်လာဟုတ်လားအဲ့တော့မှဒီတရားကဒီနေ့တနေ့ကိုမပေါ်စောစောရေချိုးနေတော့မှဩအိတ်တမစ္စရိယအကြောင်းကဘာလေးများထည့်ပြောရင်ကောင်းမလဲဆိုတော့တကယ်တမ်းကျတော့တကူပြိုင်လာပြီဆိုတဲ့အခါကျတော့တကူပြိုင်တဲ့ရည်ရွယ်ချက်ကအကြည်ညိုခံလို့လားမခံလို့လားတလောကလုံးရှိတဲ့တာဝတိကမကြံတရားစကြိုကမကြံဗာရဏသီကမကြံအပြည်ပြည်အတိုင်းတိုင်းကနေပြီးတော့ငါတို့ကိုအထင်ကြီးအောင်လေးစားအောင်ဆိုပြီးတော့တကူပြိုင်လာတကူပြိုင်လို့နိုင်ရင်ငါတို့ဟောဒီပရိသတ်တွေအကုန်ရမှာဆိုပြီးတော့ပြိုင်လာပြိုင်လိုက်တဲ့မိစ္ဆာဒိဋ္ဌိပရိသတ်အခုလောလောလတ်တော့တယောက်မှဖြစ်သွားပြီဒီပြီပရိသတ်ကိုအိုးကိုဆွဲပြီးသေးသွားတာဟုတ်လားတကူကပြိုင်ပြီလားမပြိုင်သေးဘူးအခုမှပြင်လုံးစင်လုံးရှိသေးတယ်ဟုတ်လားအဲ့တော့ဝါလိုသားဖြစ်နေလဲရောက်ရောတကူပြိုင်တော့မယ်ဆိုလို့လိုက်တော့ပြိုင်စရာလူကဘူးမှရှိတော့ဘုရားပြိဿကြီးအဲ့ကြတော့တွလေးသိန်းနဲ့ပြောလို့ပြင်းအောင်ပြင်းနေဟာဘုရားတရားပြုပေးမှာပဲပြိဿကြီးချင်းရင်မှအဲ့မှာမျက်လုံးတော်ညာဘက်မျက်လုံးတော်ကရေအလျံလက်ဝဲမျက်လုံးတော်ကမိအလျံအဲ့မှာရသော်ဘုရားရေအစုံမိအစုံနဲ့သဘောပြားကြီးဟာပြတယ်ဆိုတာဒုပရိသကြားမှုတယ်မဟုတ်လားကြားမှုတယ်ဟုတ်လားအဲ့တော့ရေအစုံမိအစုံဟောနှာခေါင်းတော်နှာတော်အကုန်လုံးကနေပြီးတော့တကူတော်နဲ့ရေလျံမိအလျံနဲ့ပြပြီးတော့မြတ်စွာဘုရားတရားပြုဂုံကနေပြီးတော့ဖေကိုကြွပါလေတာဝရိသာကိုမြတ်စွာဘုရားကြွသွားလိုက်တာပြိဿရေတကူပြားကြီးကအမျိုးမျိုးပြပြီးတကူပြားကြီးကလည်းပြပြီးတော့ဆုံးရောတာဝရိသာကိုကြွသွားလိုက်တာအောက်ကပုဂ္ဂိုလ်တွေစောင်းနေဘုရားပြန်ဆင်းမလာသေးဘူးဘ
ဘုရားပြန်ဆင်းမလာသေးဘူးပေါ့ဟုတ်လားဘုရားပြန်ဆင်းမလာသေးတာကိုစောင့်တဲ့လူတွေကလည်းတချို့ကဆင်းလာမလာတာကိုစောင့်ရင်းနဲ့ရင်းရင်းမလေးဘူးဟာတို့ဘုရားလည်းပဲဇာလောက်တော့ရရင်ရမှာဟာသူပြောရင်းနဲ့သူ့ကိုယ်သူသိမချလို့သူလည်းပြန်မလာတော့ပြေးပြီတဲ့ဟာတချို့ကဘုရားနဲ့ဝေဖန်တာဟုတ်လားဘုရားသွားပြီးတော့ဟာမဟုတ်ဘူးခေါရမလည်းစိတ်တော့ချတာမဟုတ်သူကိုယ်သူမယုံလို့ပြန်မလာတော့ဘူးထင်တယ်ဘယ်မှာရှောင်းသွားလဲမသိဘူးအပေါ်တော့တက်သွားတာတွေ့တယ်အောက်မဆင်းဘူးဟုတ်လားစတဲ့ပြိတ္တိမြတ်စွာဘုရားကဆင်းဖို့အစီအစဉ်ရှိလားရှိလားဟောဆင်းဖို့အစီအစဉ်မရှိတာကြီးကိုပေါ်ကြောင်ကြောင်နဲ့အဆင်းကိုစောင့်တဲ့လူတွေအများကြီးရှိတယ်ဟုတ်လားအဲ့တော့ဟောဒီလူတွေဘယ်လိုလုပ်နိဗ္ဗာန်ရမလဲလို့ကျုပ်တွေးမိတယ်စတဲ့ကမြတ်စွာဘုရားကတက်ဖို့လားဆင်းဖို့လားတက်ဖို့ရအတွက်တကောပြာရိယာမျိုးစုံပြပြီးတော့တက်သွားလိုက်တာဆင်းလာလို့နဲ့စောင့်တဲ့ပုဂ္ဂိုလ်တွေသနာစရာကောင်းလိုက်တာတက်ပြီးဆင်းမမလားဘယ်ဆင်းမလဲဟိုမှာအမေရတော်တွေအမေမေတော်မာယာအလောင်းနတ်သားကြီးသွားပြီးတော့ဟုတ်လားမေတော်မာယာကလည်းဖြစ်သွားတယ်အမိသားသေတခေတုနတ်သားကြီးသွားပြီးတော့ဟုတ်တယ်မလားပြိတ္တိတရားဟောဖို့ဝါဆိုမှာမလားဆင်းပါလားကဲခင်ဗျားတို့မသိဘူးလားမသိဘူးဆိုတာမသိတဲ့လူတွေကမျောတာပါမသိဘူးဆိုတာသိတဲ့လူတွေဘယ်သူမှမမျောဘူးဟုတ်လားသိတဲ့လူတွေမမျောဘူးအဲ့တော့ဘုရားတက်သွားပြီဆိုတော့ပြိတ္တိပြောလိုတာကတော့အဲ့ဒါမဟုတ်ပါဘူးအိတ်တာမစ္စရိယအားကြီးလိုက်တာကုလမစ္စရိယပြိုင်ပွဲကြီးမှာအပြိုင်မတက်တော့မိစ္ဆာဒိဋ္ဌိတွေအရှက်မကွဲဘူးလားအရှက်ကွဲမယ်မဟုတ်ဘူးသူတို့ရဲ့မိစ္ဆာဒိဋ္ဌိဆရာကြီးခေါင်းဆောင်ကြီးတွေကနေတယောက်ကလည်းပြိတ္တိအသေးဆုံးနဲ့သိမသွားဘူးလားအဲ့ဒါပဲဒါကြောင့်အိတ်တာမစ္စရိယဆိုတာဘုဒ္ဓဘတ်ကိုပြန်ပြီးတော့နေတာလေအာလုံးတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေကိုစဉ်းစားပါငါအိတ်တာတွေဖြစ်နေသလားငါမစ္စရိယတွေဖြစ်နေသလားအိတ်တာနဲ့မစ္စရိယဖြစ်ကြည့်လိုက်ဖြစ်နေတဲ့ကိုပင်ပန်းနေသလားအဖြစ်ခံရတဲ့ပုဂ္ဂိုလ်တွေပင်ပန်းနေတာကိုဖြစ်နေတော့ပြိတ္တိကိုမျက်နှာဟန်ဆောင်နိုင်ရလားတစ်ဖက်သူအစဉ်ပြေနေတယ်ဆိုရင်ပြိတ္တိမျက်လုံးအင်းတွေကဟန်ဆောင်နိုင်ရလားဟေးသူတို့ရပါပြန်ပြီတော့ဘယ်လိုရတာလဲမသိဘူးလက်ကောင်ကနှစ်ကွင်းတော့ချောင်းမှာသူလည်းသုံးရောင်ချောင်းမှာဟုတ်လားပြိတ္တိချောင်းမှာဆိုတဲ့အတန်ရဲ့နောက်မှာအိတ်တာမစ္စရိယတွေပါလားမပါလားပါပါပြီဆိုတဲ့ကပြာလောင်နေခက်မနေဘူးလားအိတ်တာမစ္စရိယများရင်ပြိတ္တိပြာလောင်ခက်တယ်ပြောရင်လည်းပြာလောင်ခက်တယ်လုပ်ရင်လည်းပြာလောင်ခက်တယ်ရေးရင်လည်းပြာလောင်ခက်တယ်အကုန်လုံးပြာလောင်ခက်တယ်ဘာကခိုင်းနေတာလဲအိတ်တာမစ္စရိယမပြိုင်အပ်တာကိုလည်းပြိုင်တဲ့ဘဝမရောက်ဘူးလားကြည့်လိုက်လေအခုမိစ္ဆာဒိဋ္ဌိတွေမြတ်စွာဘုရားကိုတကူပြိုင်တယ်ဆိုတာဘာရည်ရွယ်ချက်နဲ့ပြိုင်တာလဲမိမိရဲ့တကူတွေပြနိုင်ရင်လူတွေထင်ကြီးလာမယ်လူတွေကကိုယ့်ကိုဝိုင်းဝန်းကြည်ညိုလာမယ်လှူလာမယ်တန်းလာမယ်ပရိသတ်လိုချင်လို့တကူပြတာမြတ်စွာဘုရားနောက်မှာကလည်းဟာနာတပိကလည်းရှိနေပြီဝိသခာလည်းရှိနေပြီဒီမှာရှင်ဥပါလိတို့ရှင်မောက္ကလန်တို့ဟာလဝင်းရလက်ရအရှင်သာရိပုတ္တရာတို့လည်းမြောင်များစွာရှိနေပြီဆိုတော့မြတ်စွာဘုရားမှာရှိနေတဲ့အတိုင်းအဝိုင်းကိုလည်းသူတို့တွေမလိုချင်ဘူးဖျက်ဆီးခြင်းတယ်ရှိနေတဲ့အတိုင်းအဝိုင်းနဲ့အကုန်လုံးကိုလည်းကိုယ့်ဘက်ကိုကုလာစေခြင်းတယ်ဒီတော့ပြိတ္တိလုတ်ပြီဆိုတဲ့ကကုလမစ္စရိယပါမနေဘူးလားကုလမစ္စရိယပါပြီဆိုတဲ့ကပါနေတဲ့အဲ့ဒီပုံကိုယ်တွေအခုဆင်းရဲသွားသလားချမ်းသာသွားလားဆင်းရဲပါတယ်ဒါကြောင့်ဣဒ္ဓမစ္စေရာပိဏိတာဣဒ္ဓမစ္စရိယဆိုတဲ့ယန္တုအပေါင်းနှိစ္စခံရရတဲ့ပုဂ္ဂိုလ်တို့သည်ဣဒ္ဓပိစ္ဆုပန်လောကဤလူဘဝ၌ပိစ္ဆဓမ္မလုံးလောကနောက်ဘဝ၌ပရိသတ်ဘယ်နှဘဝနဲ့ဒီဘဝလည်းပဲမကြည့်ပါဘူးနဘောတန်ဒီဘယ်လိုနီးနေမှမကြည့်ပါနိုင်ပါဒီဘဝမှာမတိုးတက်မကြည့်ပါသလိုဘဝသံဃာကြည့်လိုက်တော့ရောတိုးတက်ကြည့်ပါမလားမကြည့်ပါဘူးဒါကြောင့်ဣဒ္ဓမစ္စရိယဆိုတဲ့ဉာဏ်သူအပေါင်းနှိစ္စခံကြရတဲ့ပုဂ္ဂိုလ်တို့သည်ဟောဒီလူဘဝမှာလည်းပဲမကြည့်ပါဘူးကိုယ်ဆင်းရဲစိတ်ဆင်းရဲတရားတွေကြုံကြပါလိမ့်မယ်ဘဝသံဃာမျိုးရင်လည်းပဲမကြည့်ပါကြပါဘူးကိုယ်ဆင်းရဲစိတ်ဆင်းရဲတရားတွေနဲ့ကြုံကြပါလိမ့်မယ်ဒါဆိုရင်ဒုပရိသတ်ကဒီဘဝနဲ့ဘဝသံဃာမှာကြည်ပွားခြင်းတဲ့ပုဂ္ဂိုလ်တွေဖြစ်ခြင်းသလားဆုံးယုတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ခြင်းသလားကြည်ပွားခြင်းတဲ့ပုဂ္ဂိုလ်တကယ်ဖြစ်ခြင်းနဲ့ဆိုရင်တက္ကဝေရီနောမိမိရဲ့နှလုံးသားထဲမှာအမြဲတမ်းရှိနေတဲ့
Manalo Wondo Dede Eda Misriya Dea Nabe Mabinaimu Mabinaimulo Amira Chingide Misriya Dea Zorigo Haya Mana Peya Mana Peya Ma Pera Dhauma Bredai Yuyuli ne Pelo Meabu Thana ne Peyara Shide Tila ne Peyara Shide Bhatamata Bhavana ne Peyara Shide Vipassana Bhavana ne Peyara Shide Penidi Myamyaza Mashivula Kopaina Mabijin Bu Soye Agu Chokagari Lubipamana Oh Agu the Gaide Lulade Lunera Mohola Going Swero Dodin Kaino Koda down Meri Kuba oh Sinare Kiluri Yama Lumio City Toda down Meri Tagia Aji Sulade Jonia and the Yamen of Manalo Chino De no Breda Edo Edari Akono Choji Eight Lane Misariago Nainola Shonola Nashadara Natabo Nashadara Natamibo Nashadara Namilebo the Joa Miyati Mishaula the Joa Doji Niji Mishaula Sharabe the Joa Poi the Navogone you have been let no Chitono Dwayne Dawi Kaya Malulu Magaya Malulu Amali Shalaida Eddie Ayuati Mishaula Whether Male Duro Dwede Hona Dinale Duro Dwede Payabo Malo Takama Mamim Bubu Hola Ke Shalu Yala Aya Toro Miamia Ine Yauna Ye Kutwa Kudadami Dwa Kumi Adwa Kuswim Dimaba Hola Preday Eddie Akono Ludoro Miamia Nalunama Kini the Eta Messeria Go Baha Surago Chayene Turuleve Yatene Payadana Chiwatene so sick daddy when I Akayano Tigani and 9 Tainata Tijan Yigo Breda Yisa Chara Naneti Davi Timadauna Aitama Bedima Goinua Dini Sodorwa Namonolo Valolo Chenida Dini Nigan Sosa Bidera Chini Goma Hala So I go yoga go Basinu Chini Mamadu a few days Jamia Hola Ha Basino Lesoda Aima Sagane the Kamada Meji Tigavi Hala Oma Joga Level Transforma Shahozo Agu Nala Nima Kayati Sayabu and the Kamel Jogan a few days Alago Hamu Konasanga de Messi Valedro who Alaga of Yeno Yeni Chamekwa Konasanga de Yabian Lomebo Fangena Mania Gola Homo Tindia Lizzie out of Comevia Ha Menua Leguano Loede no one Miana Inano Konasanga de Nota Shiza Gozo Dode Hamu Konasanga de Lisa Transforma the Lome City Lina Janet Dajuri Tiny Go Piesengari Koma Homo They are leaders I know I don't tribute me one Minolo Dane I don't believe they go yoga go by yoga Asa Madi Managa Madrone Oh Homo the Rido I can nothing as a woman Hachini go I'm not Sindo I Jama Oh Hotel of Galilia need Manini of one Hanikong Rabino Ah Sarah Vasi Level Oh Guma go yoga go did Hana Chini Gong Rabino Hello, to do Ada Miseria, Fiat Chela, Joga, Lolo Lelo, Chini Congo. Hello, Veda, Yojana, Ada Miseria, Tana Gomu Mayo, Mape, Mape, a Lucibama. Amira, Nabane, Timiro, Sulime, Soye, Nabane, Edisiva, Zayanari, Brezai, Masonaimu, Machetnaimu, Nahazore, Miseria, Mianiro, Mabilu Yemu. Turavare, Masaimu Sorari go to like the Akanya, Kobe, a colon, Dojamiane. Hido, Turava Shida Gole, Ayo Mabu, Koshida Golebe, Narua, Lugo, Tambo, Yalarano, Tadanago, Ayo, Pute like the Akanyano, Eta, Miseria, Alwega, Johnny the Jango, Pomadavula. Did he eat the Suzo, Pomadavula? Didema to do Lula Brida, Transformale Bare, Adanchese Bare, another country like Gale Bare, Awiyama Yanin John, the Kale Bare, Edema, Jalu, Agono, Palo Agono, the Margarita, Siadone, the Senate Party Day. Hello. Hello, Brida, Agono, Paula, and Bimon Yaswati, Edane, Misriago, Mataita, Tomama. Get away, Dobreda. Sozoga, Johnima, Ada Miseria, Chigano, Yalu, a sin, Mamiano, Mari, Pija, the Loave, Mimi Bailey, Jizzy, Elzari, Boma, Ada Miseria, Yanu, Matai, Nine, Akajaro, Slugiela.
မလူဖြစ်ဘူးအကူရတယ်လူတဲ့အခါလူပါမယ်ဘုရားလေးများပြောမလားဟုတ်လားတခါပြန်ပြိဿရဲ့အိတ်တာနဲ့မစ္စရိယကြောက်ကြမကောင်းဘူးလားမစ္စရိယပေါ့ကိုပိုင်တာလေးများပေးရဆွံ့ရမယ်ဆိုရင်မတုံဘူးလားမတုံဘူးလားတုံတယ်ဒါအမှန်လဲဝန်ခံကျုပ်လာကန်ကြီးလေးဟုတ်လားကျုပ်မှလည်းဘုန်းကြီးလူတော်တကယ်ချင်းနေရှိတယ်တကယ်ချင်းလာတဲ့အခါကျတော့ပြိဿရဲ့ဘုန်းကြီးလူတော်က2ယောက်တွဲလာတာတယောက်ကဆရာဖြစ်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တယောက်ကတကယ်ချင်းဖြစ်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်ပြီးတော့2ယောက်လုံးနဲ့အချိန်ကြီးကြည့်လိုက်ကြသိတယ်ငါတို့တွေတော့အချိန်ကြီးမကောင်းဘူးငါကတော့ပြန်ပြီးတော့ဆောင်းရှားရတော့မယ်အတိရလည်းသိတယ်ပေးရင်လည်းပေးတဲ့လေဒါငါဆရာဖြစ်ခဲ့ဘူးလေဟိုကလည်းတကယ်ချင်းပဲအထိုင်းတယောက်တော့ပေးရမယ်သိတယ်သို့တော့ပြိဿရဲ့ဟိုကတကားပြောလာရင်ဘုံဘုံကြီးမန္တလေးသွားကြပြီးရှောက်တော့ရှောက်မယ်တပည့်တို့လည်းရှင်ကြီးကသိမကောင်းဘူးဘုံဟာလုပ်ပေးရမှာပေါ့လုပ်ပေးရမှာပေါ့အောက်မှာစောင့်ကြအောင်ဆိုပြီးတော့အပေါ်တက်ပြီးတော့ဝတ္ထုငွေယူမလို့သွားတာပြိဿရဲ့အန်ဆွဲလည်းဖွင့်ပြီးနေပြီလက်ဆံလုပ်လည်းမြင်းနေပြီထုတ်ပြီးတော့မှပြန်ပိတ်စဉ်းစားတယ်ဟိုလူကငါဆရာဟိုကောင်ကငါတငယ်ချင်းဆရာကို9000ပေးရင်သူ့လည်း9000ပေးရင်အမလီ3သိန်းကြီးဟုတ်လားကိုရတဲ့အခါကျတော့နဲတယ်ထင်နေတာသူကပေးရမယ်3သိန်းတော့3သိန်းကြီးထင်နေတာဟုတ်လားအဲ့ဒါဆိုရင်ဆရာကို9000ပေးရင်သူ့ကို2000ခွဲဆိုရင်ရောသူကတငယ်ချင်းပဲ2000ခွဲလေးများတယ်1000ဆိုရင်2ယောက်ပေါင်း6000ဟာပြိတ္တအဲ6000ရဲ့9000ရဲ့ထိုးလိုက်ထဲလိုက်ထိုးလိုက်ထဲလိုက်နဲ့လုံးတယ်9ကြိမ်လောက်ရှိတယ်ဟုတ်လားနောက်ဆုံးကြမှာကဲမတက်နိုင်ဘူးကွာနောက်တစ်ခါလဲအချိန်ကြီးကြည့်တာပေါ့ကွာဆရာအတွက်ကို9000အသာလေးထုတ်ပြီးတော့တကယ်ချင်းတော့ခက်နေတယ်ရော့ပါရောမင်းအေးမကလေးတွေမုံယူတော့ကွာဆို2000ပေးပြီးတော့မှဆရာအေးတယ်ဆရာရောသူ့မပြောနဲ့ဟုတ်လားပေးတာတော့မှပြိတ္တရဲ့2ယောက်ဓာန်တူပေးရတဲ့ပဓာစိတ်ပေါ်ရတာကိုဟာလေးများဆိုရင်ပြိတ္တရဲ့မစ္စရိယမများဘူးလားဟိုဟာလဲဒီဟာလဲဟိုဘက်ကဟောဟိုဟာကြီးဟောအကုန်လုံးငါဟာလေးကြီးပဲဟုတ်လားအကုန်လုံးငါဟာလေးကြီးပဲများတော့သူများကိုနည်းနည်းလေးဖဲ့ပေးလိုက်ပါလားပေးတိုင်ရလားအဲ့ငါဟာလေးများလို့လေပြဿနာတွေကဒီလောက်ရှားနေတာဟုတ်လားငါဟာဖြစ်သလိုသူတို့လည်းဆိုင်တယ်ခုနကပြောသလိုပြိတ္တရဲ့2ခုမရရင်တော့မှ1ခုလောက်ရရင်မဆိုးသေးဘူးဟုတ်လားအခု2ခုလည်းမရ1ခုလည်းမရဘာမှမရတဲ့အခါကျတော့ရရင်ရမရရင်ဒီတိုင်းနေဘောဘာလို့ဆရာလို့လဲဟုတ်လားအဲ့တော့ပြိတ္တရဲ့ဒီမှာပြောနေတာကကိုကလည်းမပေးနိုင်ဘူးသူတစ်ပါးမပေးတာကြတော့ပြိတ္တရဲ့အတင်းမပြောဘူးလားအမလီရတဲ့ရတိုင်းလို့ဒုက္ခနဲ့ဒုဘုံနဲ့ရလာတာတို့ရတာကိုမနာလို့ပြောနေတာတစ်ကဘာလုံးသိကျဲမလီကဘာနဲ့တော့တိုင်တယ်ခင်ဗျားတို့မပြောဘူးလားမလီကိုရထားတာကြတော့ကိုယ်ကံနဲ့ကိုတဲ့ဒါကိုသမိုင်းကြီးနဲ့ရထားတာတဲ့သူတို့နဲ့ရထိုက်တာမဟုတ်ဘူးတဲ့ခင်ဗျားတို့ရှိတာလေးများရှိရင်မပြောဘူးလားပြောပါတယ်ကျုံလည်းပြောပါတယ်ကိုကပြောသူပြောခင်ဗျားဘာမှမပြောနဲ့ဟုတ်လားအဲ့တော့ပြိတ္တကြီးကိုရှိတာလေးစွန့်ရမယ်ဆိုရင်မစ္စရိယများလားမများဘူးအခုမှန်မှန်လေးလိန်ကြီးတရားဝဲကိုအေးရလာတော့ဘယ်လောက်ရှူမယ်လို့စိတ်ကူးလားဟောဒီကိုတော့ဘီစီဝေထဲမှာကြည်ဘူးတာဒုမန်တလေးမှာအခုမှအာရပါရဖူးရမှာလူအောင်မှာ1000မယ်အေးရလာတော့ဘယ်လောက်ထည့်လာ1000ထည့်လာတာထားလိုက်ပါတော့ဟုတ်လား1000အများကြီးပြောတာ1000ထည့်လဲအလူအန်ဌာနကလည်းရောက်လာပြီတဖြည်းဖြည်းနီးလာပြီဆိုတော့အလူငွေတွေတော်တော်ရနေပြီသူပေါ်တာပဲ2000တော်ပြီဟုတ်လားသိတယ်စောစောအေးရလာတော့ဟိုအလူငွေအများကြီးလဲရတယ်တော့2000တော်ပြီအဲ့ကြားထဲမှာအလူကဌာနလူကအပေါင်လမ်းပြောအောင်မတည့်လို့အမနည်းတော့သူတရားပွဲလာတယ်လူတွေကိုဘာများအောင်မနေလဲတော်ပြီလူတော့ဘူးတော့ဘုန်းကြီးနေတယ်ရမှမရတော့ဟုတ်လားကဲပြိတ္တရဲ့မစ္စရိယကတကယ်တမ်းကျတော့ကိုယ့်ဟာကိုပဲအာယုံမပြုဘူးလားကိုယ့်ဟာလေးထွက်တော့မယ်ဆိုရင်မကြောက်ဘူးလားကြောက်တယ်အဲ့ကြောက်နေတဲ့လူအများကြီးတွေကနေမကြောက်တဲ့လူတွေပေါ်လာတဲ့အခါကျတော့အော်နောက်အောင်ခုံယူနောက်အောင်မကောင်းဘူးလားအခုလားဆောဘုရားကြီးကခုံပြူတာပြိတ္တရဲ့ဒါတကယ်ကိုအော်လောက်တယ်အတူခိုးလောက်တယ်နောက်ဆောဘုရားကြီးကလည်းပြောတဲ့စကားလေးတစ်ခွန်းသဘောကျလို့စီးပွားရှာတာတဲ့ဒုပရိသတ်တွေမှတ်သွားစီးပွားရှာတဲ့ကတတိတော်သူတို့ကိုသင်တာလေဟေးမင်းတို့စီးပွားရှာတဲ့ကငါဘိုးကြီးပဲသိမရှာနဲ့တဲ့ငါချမ်းသာလာရင်ငါဆွေမျိုးတွေစောင်းရှောင်းမယ်ငါဆွေမျိုးတွေစောင်းရှောင်းပြီးငါလူမျိုးတွေစောင်းရှောင်းမယ်ငါလူမျိုးတွေလည်းတိုးတက်ပြည့်စုံသွားရင်ငါတို့သာသနာကြီးကိုစောင်းရှောင်းမယ်ဆိုတဲ့စိတ်နဲ့ရှာတဲ့အဲ့ဒါမှတိုးတက်ကြီးပွားပြည့်စုံတာတဲ့သိတဲ့ရင်ငါဘိုးကြီးပဲရှာနေလို့ချင်းအဲ့ဒီငါကကံမကောင်းရင်ရပါမှာမ
ဟောငါရှာတဲ့စီးပွားကငါတို့မိသားစုလည်းချမ်းသာရမယ်ငါရဲ့ဆွေတွေမျိုးတွေလည်းချမ်းသာမယ်ငါတို့ရဲ့လူမျိုးတွေလည်းချမ်းသာမယ်ငါတို့ရဲ့ဘာသာဝင်တွေလည်းချမ်းသာမယ်ငါတို့ရဲ့ဘုန်းကြီးတွေလည်းချမ်းသာရမယ်လို့အဲ့ဒီစိတ်ဓာတ်လေးနဲ့ရှာပါလို့ဆရာတော်ဘုရားကြီးရည်ညွှန်းတာဟုတ်လားအခုရှာနေတဲ့လူကတော့ပြိဿကြီးငါ့ကိုပဲရှာနေကြတာလားသူတို့ကိုရှာနေတာဟမ်ငါ့ကိုကြီးပဲဟုတ်လားပြောသေးတယ်ငိုးဘသမားတွေဆိုတော့ကြားရသေးတယ်ဟုတ်လားဘယ်သူတွေပြောရလဲအဲ့ဒီငိုးဘတွေကိုကြောင်းပြန်ပြန်လိုက်တော့အဲ့ဒီလူဖတ်ရင်ဗာပြန်ဖတ်မလဲသူများကိုငိုးဘမပြောနဲ့အဲ့ဒါအတက်ဖတ်တော့ကိုဟာရောငါလည်းငါဖို့ပဲဟုတ်လားဒါကြောင့်ငါဖို့ကိုဖြတ်နိုင်လိုက်ပြီဆိုတဲ့ကအိတ်တာနဲ့မစ္စရိယပြိဿနိုင်မသွားဘူးလားနိုင်တော့ရင်ဒါနကောင်းမှုအဆောက်အဦကြီးပေါ်မလာဘူးလားအဲ့ဒါပဲဒါနကောင်းမှုအဆောက်အဦကြီးတွေပေါ်လာတာအိတ်တာမစ္စရိယတရားစုနှစ်ပါးမိမိဇီဝဥစ္စာတွေရဲ့အပေါ်မှာတွေ့တာနေတာတွေကိုဖြတ်နိုင်ခဲ့လို့ပေါ်လာခဲ့တာဒါဆိုရင်ဒါနကောင်းမှုတွေပေါ်လာသလိုသီလကောင်းမှုတွေရဲ့ပြိဿရဲ့ကိုကျင့်သုံးတဲ့အခါသိပါတယ်သီလကျင့်သုံးရင်လည်းပြိဿရဲ့သီလဆိုတာဘာကိုစောင့်ထင်းတာလဲဘာကိုစောင့်ထင်းတာကိုယ်နဲ့ကိုယ်စိတ်နှလုံးသုံးပါးလုံးနဲ့စောင့်ရင်တော့ကျွတ်တို့ဘုန်းကြီးသီလကျမ်းပါကိုမဟုတ်တော့ဟုတ်လားသီလဆိုတာကိုယ်နဲ့နှုတ်ကိုစောင့်တာဟုတ်လားကိုယ်နဲ့နှုတ်ကိုစောင့်ပြီဆိုရင်ဒီကိုယ်နဲ့နှုတ်ခန္ဓာကိုယ်ကြီးရဲ့ပုံမှာတွေ့တာနေတဲ့တန်ရောစဉ်ငါခန္ဓာကိုယ်ကြီးညောင်းပါဆိုလို့ငါခန္ဓာကိုယ်ကြီးကပိန်သွားပါဆိုလို့ငါခန္ဓာကိုယ်ကြီးဝါသွားပါဆိုလို့ငါခန္ဓာကိုယ်ကြီးဒူလာဆွဲပါဆိုလို့ဆိုတဲ့ခန္ဓာကိုယ်ပေါ်မှာတွေ့တာလွန်းနေတဲ့ခန္ဓာကိုယ်ပေါ်မှာဆွဲလန်းလွန်းနေတဲ့မစ္စရိယတရားတွေပြိဿများရင်ရောဖြစ်ပါမှာအခုတရားထိုင်တရားနာနေတော့ညောင်းတော့မညောင်းဘူးလားဟောညောင်းပါလေဒါဟိုမှတ်ပါလေဟိုအဲညောင်းတဲ့ခန္ဓာကိုယ်လေးကိုသနာလားမသနာဘူးလားသနာပါလေဘယ်လောက်သနာလဲဟောဒီကိုယ်တော်ကြီးကတကယ်ကိုပြောရင်ရှိရှိကြီးဟောတတ်တယ်အောင်မလေးပြောရင်လည်းတော်တော်ရှိတော့မယ်ထင်တယ်လို့သနာတဲ့အခါကျတော့အတွေးလေးတွေပြောင်းလာပြီဟုတ်လားစောစောတုန်းကတဏှာကြီးကိုပြောလိုက်ရအကောင်းသားတော့ဟုတ်လားဘုရားဟောတာဘယ်လောက်ကြာသွားပြီတဏှာကြီးနဲ့မိနစ်20ပဲရှိပါသေးတယ်ဟုတ်တယ်မလားနောက်တော့ဘယ်လောက်ကြာသေးလဲမိနစ်40ကြာသေးတယ်ရှိရဘုန်းကြီးတွေကပြောတယ်မိနစ်40မဟောတော့ဘူးဗျာတော်ပြီသိရလို့ဆိုရင်ဘယ်လိုပြောမလဲသိ50လူမဲလို့လည်းမလူမပြောတော့ဘာမှရပြီးနေပြီဟုတ်လားရှင်နေကောင်းနေပြီဟုတ်လားဒီတော့ပြိဿဌာနမှာလည်းအိတ်တာမစ္စရိယစီဝဥစ္စာပေါ်မှာတွေ့တာနေတဲ့အိတ်တာမစ္စရိယကိုမဖြတ်ရဘူးလားဖြတ်ရတယ်ဘာနဲ့ဖြတ်မလဲပြိဿရဲ့အိတ်တာမစ္စရိယဆိုတဲ့တရားတွေကိန်းလာတော့လောဘတွေများလာမယ်ဒေါသတွေပြလာမယ်ဒေါသတရားတွေကိုမေတ္တာတရားလေးနဲ့ပယ်ဖြတ်ကြည့်ပါလောဘတရားတွေကိုပေးလူခြင်းဟွန်းတရားလက်နဲ့လေးနဲ့ပယ်ဖြတ်ကြည့်ပါဘုရားတရားသံဃာယနာမြတ်သုံးပါးနဲ့ကံကံရဲ့အကျိုးအပေါ်မှာတကယ်ပြတ်သားစွာယုံကြည်တဲ့တရားတရားသာအကောင်းမယ်ဆိုရင်အိတ်တမစ္စရိယရန်သူကိုတရားလက်နဲ့တိုက်မနိုင်ဘူးလားနိုင်တာပေါ့မယုံရင်ကျောင်းတကာကျောင်းသားတွေမေးကြည့်ဘုရားကိုယုံကြည်လို့လှူတာတရားကိုယုံကြည်လို့လှူတာသံဃာကိုယုံကြည်လို့လှူတာငါတို့ပြုတဲ့ကုသိုလ်ကောင်းမှုကငါတို့ကိုဒီဘဝရောဘဝတန်ត្រာရောအကောင်းနေပဲအကျိုးပေးမယ်လို့ယုံကြည်လို့လှူတာပြိဿရဲ့ဟုတ်တယ်မို့လားအဲ့ဒီတရားတရားအားကောင်းလိုက်တော့ရှိတရားကြီးအကုန်လုံးဗက္ခနဲ့ထုတ်လူရဲတဲ့တတိဝင်သွားတယ်တွေ့တာနေတဲ့မစ္စရိယတရားညူစုနေတဲ့အိတ်တာတရားတွေအကုန်လုံးကိုပြတ်အောင်ဖြတ်ဆန်းပြီးတော့လှူသွားတယ်ဟုတ်တယ်မို့လားပြဒုပိတကလှူရင်မရဘူးလားရတယ်ကိုရှိတဲ့အတိုင်းတာနဲ့ကိုပြိဿရေလှူမယ်ဆိုရင်မရဘူးလားရတာပေါ့ဒီတော့ဘုရားတရားသံဃာယန္တာသုံးပါးနဲ့ကံကံရဲ့ကိုအကျိုးကိုယုံကြည်ပါတယ်လို့တော့ပါဇက်တရားတော့ပြောနေကြတာပဲပြိဿရေတခါတခါဘုရားနဲ့အချိန်နေမကောင်းတာမရှိဘူးလားမရှိဘူးလားဘုရားကံဆိုတာပဲပြောမယ်ဘုန်းကြီးကံဆိုတာဘယ်တော့မှမပြောဘူးဟုတ်လားဘုန်းကြီးကံဆိုလားဆိုပြောလည်းမပြောဘူးဟုတ်လားဘုရားကံဆိုတာလည်းပြောမလို့ပါဘုရားနာမှာထိုင်ပြီးတော့ခေါ်ဘကဖွဲ့တဲ့အလူခံနေတယ်ဘသူကနေပြီးတော့ဘလောက်မှခင်ဗျာဘသူကနေဘလောက်မှခင်ဗျာဒီနာမှာတောင်းစားတဲ့လူကလည်းစိတ်လေးကိုကောင်းသလိုလိုခွန်ရကိုင်သလိုလိုဟဲ့ကောင်သွားဒီတော့ခပ်ခါသွားဟုတ်ကဲ့ပါခင်ဗျာခင်ဗျာလားဒီကောင်သွားခွန်ရသွားဝင်တော့ဟုတ်ကဲ့ပါခင်ဗျာဒီကောင်သွားဆွေးနေသွားဝင်ဟုတ်ကဲ့ပါခင်ဗျာဟုတ်လားညနေလေးရောက်အလူငွေတွေလည်းကောင်းပေါင်းနေပြီးတော့ခဲကျွတ်တို့နေတော့နှုတ်ကြရအောင်ညာဆို
ဟုတ်လားတရားကို300နဲ့နှုတ်ထည့်လိုက်တယ်ပြိဿရဲ့တခါလေဂောပကတွေနဲ့ခွဲပြီးရောအလူကံတွေနဲ့ခွဲပြီးရောကိုတဲ့ပိုက်ဆံကပြိဿရဲ့တရားပဲကိုတော့တယ်ဟာဒီတရားလေးကျတော့ဘယ်လိုလုပ်ကြမလဲရှင်းနေဝင်တော့ကြမလားကိုယ်စားကြမလားသူတို့တွေအငင်းပွားနေတဲ့အချိန်မှာကောင်းကအဲ့လိုတော့မလုပ်ကြနဲ့လေကြာကျွန်တော်လည်းရေခတ်ဆိုလဲခတ်ပြီးရကုန်းဝယ်ဆိုလဲဝယ်ပြီးရဆေးလေးဝယ်ဆိုလဲဝယ်ပြီးရအဲ့တရားလေးတော့ကျွန်တော်ပြီးပေါ်ဆိုတော့ဟုတ်လားအေးဟုတ်ပြီတို့လည်းဝေလို့မရတော့ကြော့မင်းတရားယူဆိုတော့ကောင်းကဘယ်လောက်ရလဲသူတို့ကဘယ်လောက်ရလဲ300အဲ့တော့ကောင်းကပါပြီသူတို့လည်းပဲပါဇက်နဲ့ပြောပြီးအလူခန္ဓာပါပဲငါလည်းပဲလက်နဲ့ခြေထောက်နဲ့ပြေးဝယ်ပဲအတူတူလုပ်ရပါဒါမှမဟုတ်ငါကြတော့တရားပဲရတယ်မတက်နိုင်ဘူးငါတော့အကျွေးမှတ်တယ်ဖရာထမ်းမှာ200ရရန်ကြံသေးသည်ဆိုလားဟုတ်တယ်မှာကောင်းသားစာရေးထားတာဖရာထမ်းမှာ200ရရန်ကြံသေးသည်ဟုတ်လားအဲ့တော့အကျွေးဘယ်လိုတင်သွားလဲဖရာအခြေအနေမကောင်းတာလည်းရှိတယ်ဟုတ်လားတရားတော့အခြေအနေကောင်းတယ်ဟုတ်လားဘုန်းကြီးအခြေအနေမကောင်းတာမရှိဘူးလားရှိပါတယ်ဒါမဲ့ထားလိုက်တော့ဟုတ်လားဘုန်းကြီးတွေအခြေအနေမကောင်းတဲ့ခါနဲ့မကောင်းဘူးကောင်းတဲ့ခါနဲ့ကောင်းတယ်မဟုတ်လားသူတပြန်ကိုတပြန်မဲဟုတ်လားအဲ့တော့ပြောချင်တာကမိမိတို့ပိုင်ဆိုင်ခွင့်ရနေတဲ့စီးပွားဥစ္စာတွေပေါ်မှာတွေ့တာနေတယ်ဆိုတာအပြစ်မဟုတ်ဘူးလူသားရဲ့နှလုံးသားမှာကင်းနေတဲ့အိတ်သားမစ္စရိယရှိပြီးသားပဲသို့တော့အဲ့ဒီရန်သူကိုမွေးထားရင်ပင်ပန်းမလားချမ်းသာမလားဒီတော့ဘာလက်နဲ့ဖြတ်မလဲယုံကြည်တဲ့တရားတရားလက်နဲ့ဖြတ်ရင်အိတ်သားရန်သူလည်းလဲကျသွားမယ်မစ္စရိယရန်သူလည်းလဲကျသွားမယ်အဲ့ဒီရန်သူနှမျိုးကိုလဲကြအောင်တိုက်နိုင်ခဲ့ပြီဆိုရင်အလုံးတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေဟောဒီကြောင်းမျိုးကြီးတွေလည်းနှလုံးသုံးလုံးနဲ့ရလိမ့်မယ်မော်တော်ကားကြီးတွေလည်းပဲမြောင်များစွာလူနိုင်လိမ့်မယ်မိသက်ကြီးတွေလည်းမြောင်များစွာလူနိုင်အောင်မယ်ဒီတော့တိုက်နိုင်တဲ့လူကြတော့နိုင်မသွားဘူးလားဒါဆိုရင်ဒီတရားနှစ်ပါးဒီတိုက်ရင်တခင်နိုင်တဲ့တရားလားမနိုင်တဲ့တရားလားနိုင်တဲ့တရားကိုပဲတိုက်ခိုင်းတာပါမနိုင်တဲ့တရားမတိုက်ခိုင်းဘူးဟုတ်လားဒီတော့ပြောချင်တာကမစ္စရိယတရားအိတ်တာတရားကိုလျှော့ရမှာလားတိုးရမှာလားလျှော့ရမှာဒါဆိုရင်သောသောကမကျေနပ်တဲ့အခါဖြစ်လာတဲ့ဒေါသတရားတွေဘာနဲ့တိုက်မလဲမေးရင်ဒေါသကိုဘာနဲ့တိုက်မလဲမေတ္တာနဲ့တိုက်ခုခင်ဗျားတို့မေတ္တာတွေပို့လားမပို့ဘူးလားဘာမေတ္တာပို့လဲဘေးရန်ခသိမ်းငြိမ်းကြပါစေဒေါသခသိမ်းငြိမ်းကြပါစေဆင်းရဲခသိမ်းငြိမ်းကြပါစေပို့သလားအေးသလားဟာမေတ္တာလေမေတ္တာဘာလို့မအေးရမှာလဲမေတ္တာမအေးဘူးလို့ဘုရားဟောသလားဟမ်ဒါဆိုရင်ပြိဿရဲ့မေတ္တာမအေးဘူးဆိုရင်ကိုယ်မေတ္တာကတော့အင်းကြီးများဖြစ်နေမလားမသိဘူးကိုယ်မေတ္တာမစစ်တော့သူ့မေတ္တာမရဘူးကိုယ်မေတ္တာမစစ်တော့ကိုယ်ကခံရတယ်သူ့မေတ္တာမစစ်တော့လည်းကိုယ်ပဲခံရတယ်ဟုတ်လားမေတ္တာကအစစ်ပို့လေပြိဿရဲ့အခုအစစ်ပို့သလားအင်ပို့သလားအစစ်ကိုပို့လားဟာဒါဆိုရင်တော့ဥပုံရလို့ပဲမေတ္တာတော့တစ်သလုံးပြိဿရဲ့ရီးတိုက်ပြီးတော့အရေးချော်ပြီးတော့ပို့လိုက်တော့ဟုတ်လားဟမ်အဲ့တော့ပြိဿရဲ့ဒေါသကိုဘာနဲ့တိုက်မလဲမေတ္တာနဲ့တိုက်ပါဘာမှမအောင်မင်းနဲ့ပြိဿရဲ့အကြောင်းကမကောင်းတော့ငါတို့ခံရတယ်ဟိုကြွေးရှိတော့ခံရတယ်ငါတို့ခံရတာကအဟောင်းကြွေးဆက်ရတာသူတို့လည်းအသေးကြွေးပြန်ပြီးတော့ပေးရအောင်မှအဲ့ဒီကြရင်တော့ပေဖို့သာပြန်ဟုတ်လားအဲ့တော့မေတ္တာဘယ်လို့မှနှလုံးမသွင်းနိုင်လဲအဲ့ဒါလိုသာသွင်းလိုက်တော့ဟုတ်လားအဲ့တော့အဟောင်းပေးတဲ့လူကပေးအသစ်ရတဲ့လူကလည်းရသူလည်းအဟောင်းပြန်ဖြစ်အောင်မှဆိုတော့အဲ့အဟောင်းဖြစ်တဲ့အခါကျမှကိုထောင်းဖို့ပဲစဉ်းစားရင်လောလောဆယ်တော့ဘယ်လိုခံရလဲအေးဒါကြောင့်ဒေါသကိုဘာနဲ့ပင်မယ်ဟောပြိဿပြင်းမှဆိုလို့နှောပေးတာပါတကယ်တော့ဒေါသကိုမေတ္တာနဲ့ပဲပင်ရမှာမေတ္တာသိချဖို့ပြိဿကြီးဟုတ်လားအရှိရက်တွေနောက်ရက်တွေတောင်ရက်တွေမြောင်ရက်တွေအရက်၄မျက်နှာအရက်၈မျက်နှာအရက်10မျက်နှာတွေစဉ်းစားမနေနဲ့တဏှာတွေကိုကွက်ပြီးတော့သာပို့လိုက်ဆမ်းပါပြိဿကြီးလွယ်လေးပါဟုတ်တယ်မလားဘယ်နေရာလဲယူရီးယားနိုင်ငံအိန္ဒိယနိုင်ငံတရုတ်နိုင်ငံလာအိုနိုင်ငံတို့ရဲ့အလယ်မှာရှိနေတဲ့ထိုမြန်မာနိုင်ငံလေးအေးချမ်းပါစေဒါပြောတာပါဟုတ်လားခင်ဗျားတို့ကလေတဏှာတဲ့ဆိုတဲ့ကကိုယ်အိမ်လောက်စဉ်းစားတာဟုတ်လား
တခါလေကိုယ်တနိုင်ငံလေးတောင်ကွက်ပြီးတော့မတွက်တတ်ဘူးနိုင်ငံလေးကြားမှာတဲ့ခေါ်ပို့လိုက်တော့ကိုယ်မြန်မာနိုင်ငံလေးတိတန့်ဖြစ်မသွားဘူးလားဩအတူတူပဲအေးပါကိုကြတော့အေးသေးသူကြတော့ပူသေးဟုတ်လားအဲ့လိုလည်းမလုံးနဲ့ပေါ့အတူတူမအေးချင်ဘူးလားအတူတူမသွားချင်ဘူးလားသွားချင်တယ်ဘယ်သွားချင်တာတော့အဲ့တော့ပြိဿရေဒေါသကိုဘာနဲ့တိုက်မယ်ဣဒ္ဓာနဲ့မစ္စရိယကိုဘာနဲ့တိုက်မယ်ဒါနဲ့တိုက်မယ်ဟုတ်လားတရားအားကောင်းလာပြီဆိုရင်ပြိဿရေဣဒ္ဓာမစ္စရိယတွေကြာဆုံးပါတယ်မေတ္တာအားကောင်းလာပြီဆိုရင်ဒေါသသမားတွေကြာဆုံးပါတယ်ဒုပရိသရဲ့မေတ္တာကမှန်ပါစေအဲ့ဒီမေတ္တာကအအေးတွေပြန်လို့လာပါလိမ့်မယ်ဟုတ်လားမေတ္တာကွက်ကြားမှုမရောပါနဲ့ဟုတ်လားပို့ကြတဲ့ကအမလီတော့မမင်းသားကြီးကျမချမ်းသာကြပါစေတော့လုံးနေလုံးကြပါတော့ဆိုတာမေတ္တာဘယ်လိုလုပ်ဖြစ်လဲလာတဲ့နှခမ်းမောင်းတင်ပို့နေတာဒါမေတ္တာပို့ကြတဲ့ကိုနှခမ်းမောင်းတင်ထားမှာမဟုတ်ကိုမှရှိတာနှခမ်းပဲမောင်းတင်ဆရာရှိတာသူ့မောင်းရှိတာတင်လိုက်တော့သွားရောအကုန်ဟုတ်လားအဲ့တော့မေတ္တာကိုမောင်းတင်မပို့နဲ့အေးအေးချမ်းချမ်းနဲ့ပို့ဟုတ်လားမေတ္တာကိုအေးအေးချမ်းချမ်းလေးနဲ့စိတ်ရောကိုယ်ရောယုံရောကြကြနာနာပို့ပြိဿရေမလာဘူးလားလာပါလေလာတော့မှာပါပြိဿရေအမလီလာမှာဘယ်ကလာမှာလဲကျုပ်လည်းမသိဘူးဟုတ်လားမေတ္တာပို့ရင်လာမကျုပ်ကတော့ပို့တယ်ဟုတ်လားအထက်ကိုအမြင့်ကိုရောက်သွားလေလေအခုဆိုရင်စီတိုနာဟိုတယ်ကြီးပွားနေပြီးတော့တခါတည်းတက်ကြည့်လိုက်တာမန္တလေးတောင်ကြီးတွေ့မန္တလေးတောင်ကြီးလည်းတွေ့ဘေးဘက်ကိုညာဘက်ကိုဘယ်ဘက်ကိုကြည့်လိုက်တော့စုံအောင်တွေ့တာပဲမေတ္တာပို့လို့ကောင်းလိုက်တာတခါတည်းမေတ္တာပို့အပေါ်ဆုံးရောက်တော့တတ္တဝါတွေအကုန်လုံးမှန်းပြီးတော့မလီကျမ်းချမ်းသာကြပါစေကျမ်းချမ်းသာကြပါစေဟုတ်လားဣဒ္ဓမစ္စရိယတွေကျင်းကြပါစေအကုန်လုံးတတ္တဝါတွေပို့ရတာဟုတ်လားအပေါ်ကြည့်တော့အကုန်မြင်ရတယ်အကုန်မြင်တော့အကုန်ပို့လို့ကောင်းတယ်ဟုတ်လားကိုမေတ္တာများများပို့တော့သူတို့ဘာသာပေးပေးမပေးပေးကိုယ့်အကိုတော့အေးသွားတယ်မမင်းကြီးတွေကျမ်းချမ်းသာကြပါစေဆိုတော့မအေးဘူးလားကိုအရင်အေးတယ်အေးအောင်ပို့ဟုတ်လားဒါကြောင့်ဒေါသကိုဗာနဲ့တိုက်မယ်ဣဒ္ဓမစ္စရိယနဲ့လောဘတရားစုကိုဗာနဲ့တိုက်မယ်ကဲပြိဿရေမနိုင်နိုင်ဘူးလားနိုင်ပါလေဟုတ်လားဣဒ္ဓမစ္စရိယဆိုတဲ့ယန္တုအစစ်ကိုမြင်အောင်ကြည့်လိုက်ပါသူ့အပေါ်မကြည်နဲ့တာဘာကြောင့်လဲမကြည်နဲ့တဲ့ငါပင်ပန်းနေတယ်ငါလည်းမပင်ပန်းရအောင်သူလည်းမပင်ပန်းရအောင်မေတ္တာပို့ပါဟုတ်တယ်မလားယန္တုကဘယ်မှာရှိလဲကိုယန္တုကိုမမြင်တော့မပင်ပန်းဘူးလားကျွတ်တို့ကလုံးဝမပင်ပန်းဘူးဟုတ်လားအမြဲတမ်းမေတ္တာပို့တယ်တိုင်းပြည်စီစီလန်းလန်းဆူဆူပြေမြင်လဲမေတ္တာပို့တာပဲဟုတ်လားဟိုတနေ့ကတော့ပကံညောင်းသွားတာပကံညောင်းဆိုတာအလွန်ခေါင်တဲ့နေရာလို့ထင်တော့လမ်းဘေးမှာစိမ့်နေတာပဲတမပင်နှမ်းကြီးတွေ့လိုက်ထနောင်းပင်နှမ်းကြီးတွေ့လိုက်ပကြီးပင်နှမ်းကြီးတွေ့လိုက်ချက်စုပင်နှမ်းကြီးတွေ့လိုက်ဒုက္ခကြီးစိမ့်ဆိုတော့ကျေးဇူးတင်လိုက်တာလို့ဒီလိုစိမ့်စိမ့်ဆိုတွေမြင်ရတော့မျက်လုံးလေးအေးစိတ်တွေအေးပြိဿရေအကောင်းမြင်တဲ့မေတ္တာတွေမပေါ်ဘူးလားအမလီကလေးလေးတွေကျက်စုလေးတွေသားတို့အဲ့ဒါသားလို့ရလို့လားလို့ရတယ်ဗျာတဲ့ငါမသိဘူးလို့ငါစီထွက်တာပဲသိတာလို့သိတယ်မဟုတ်ဘူးလားကလေးလေးပဲဘုံဘုံရေးစီတော့ထွက်မထွက်မသိဘူးတပည့်တော့စားတာလေဒါပေမဲ့ကျက်စုစီကများများသားရင်တောက်တယ်တဲ့ဟုတ်လားကြည်သားကြလို့ဟုတ်လားမင်းတို့ကြည်သားကြလို့အဲ့တော့ပဲပြောခဲ့ပါတယ်ပြောဘာပဲပြောစိမ့်စိမ့်လန်းလန်းလောကကြီးမြင်ရင်မျက်စိတွေနားတွေမအေးဘူးလားအကောင်းဘက်ကကြည့်တော့လောကကြီးမချမ်းသာဘူးလားအကောင်းကြီးကြည့်ပဲပြိဿရေဒါကြောင့်အမြင်မှလည်းအကောင်းရှာတတ်ပါစေအကြားမှလည်းအကောင်းရှာတတ်ပါစေကြားတဲ့အခါကျတော့ရောပြိဿအကောင်းမပါဘူးလားအကောင်းပါတယ်ပြိဿကောင်းတာကိုတွေ့အောင်မရှာဘဲနဲ့အကောင်းကိုမကုန်တာပြိဿရေရှာချင်တော့ရှာအကောင်းတွေကကုန်ကိုမကုန်ဘူးဟုတ်လားနောက်ဆုံးရှားရင်အကောင်းကိုမကုန်ပါလားဆိုသဘောပေါက်သွားတာဟုတ်လားကဲပြိဿရေအကောင်းတွေကုန်ရလားမကုန်ဘူးဟုတ်လားမြင်ရရင်လည်းပဲအကောင်းမကုန်တာတွေတွေ့ပါတယ်ကြားတတ်ရင်လည်းအကောင်းမကုန်တာတွေတွေ့တတ်ပါတယ်မမြင်တဲ့မကြားတတ်ရင်ဘယ်တော့မှမတွေ့ပါဘူးတွေ့ပါမလားမေတ္တာနဲ့ကြည်မေတ္တာနဲ့နားထောင်အကုန်လုံးမကောင်းဘူးလားကောင်းလားအကောင်းမကုန်ဘူးဟုတ်လားအဲကြောင့်ပြိဿကြီးများများလေးကြည်တတ်ပါစေများများလေးနားထောင်တတ်ပါစေဒီတော့ကြုံပြောနေတာဣဒ္ဓမစ္စရိယတော်တော်ကြားနေပြီဘယ်တော့ကြားသွားလဲတဏှာကြီးခွဲပါပြီဒါဆိုရင်ဟောဒီဣဒ္ဓမစ္စရိယဆိုတဲ့ယန္တုနှစ်ပါးကိုယင်ထဲမှာမထားပါနဲ့တိုက်ထုတ်လိုက်ပါဆိုတဲ့စကားရှင်တော်မြတ်ဘုရားဟောကြားတဲ့တရားတော်အစစ်ပါဆိုတာလေးကိုတော့နည်းနည်းအာယုံပြုရအောင်ဟုတ်လား
ဧသာမစ္စေရာပိဏိတာဧသာမစ္စရိယဆိုတဲ့ယန္တုအပေါင်းနှိစ္စခံနေရတဲ့ပုဂ္ဂိုလ်တို့သည်ဣဒာပိစ္ဆုပန်လောကဤလူဘဝ၌၎င်းပိစ္ဆတမလောလောကနောက်ဘဝ၌၎င်းနဝတံတိဘေလိုနီးနဲ့မဟာမကြည်ပွားကြလေကုန်တတမတို့ကြောင့်ဟုတ်တိကာမတိပိစ္ဆုပန်သာသရာနှစ်ပြားသောဘဝမှာတိုးတက်ကြီးပွားကြောင်းကိုလိုလားတောင်းတကြတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်ဒီထိုဣဒ္ဓမစ္စရိယဆိုတဲ့ယန္တုနှစ်ပါးကိုသကဝေရိနောမိမိယင်ထဲမှာတကယ်ကိန်းနေတဲ့ယန္တုအစစ်ဖြစ်တဲ့ဒီထိုဣဒ္ဓမစ္စရိယဆိုတဲ့ယန္တုအပေါင်းကိုခဏေယုံနဲ့ဘာဝနာလက်လက်ဉာဏ်လက်လက်ဖြင့်ကောင်းစွာမသွေတိုက်ထုတ်နိုင်ကြပါစေကုန်သတည်းရှင်တော်မြတ်ဘုရားဟောကြားခဲ့တဲ့ဣဒ္ဓမစ္စရိယနှစ်ပါးကိုယင်ထဲမှာထားရင်ယန္တုတွေကိုမွေးထားတာရောက်ပါတယ်အဲ့ဒီယန္တုနှစ်ပါးမရှိမှဒီဘဝချမ်းသာနဲ့ဘဝသန္တရာချမ်းသာရလိမ့်မယ်လို့ဟောတဲ့ဒီတရားဒေသနာသည်ဘုသူ့ကိုအကြောင်းပြုပြီးတော့ဘယ်မှာဟောခဲ့တာလဲဆိုရင်နိကျောဒါယုံကြောင်းတိုက်ကြီးမှာသတင်းသုံးတဲ့အချိန်ပြိဿရဲ့ဘယ်ကြောင်းလိုက်လဲနိကျောဒါယုံကြောင်းတိုက်ကြီးမှာရှင်တော်မြတ်ဘုရားသတင်းသုံးတော်မူတဲ့အချိန်ရောဟိနိခတ္တိယကညာလို့ခေါ်တယ်ရောဟိနိတာဂီဝေမင်းသမီးလေးကိုအကြောင်းပြုလို့ဟောကြားခဲ့ပါတယ်ဘုသူ့ကိုအကြောင်းပြုခဲ့တာလေရောဟိနိမင်းသမီးလေးကိုအကြောင်းပြုပြီးတော့ဟောခဲ့တာပြီးတော့ရောဟိနိဆိုတာပရိသတ်ရဲ့သာမန်အယက်သူလားမင်းကြီးမင်းသားလားမင်းကြီးမင်းသားအကိုကြီးဖြစ်တဲ့အရှင်အနုရုဒ္ဓါကလည်းသာသနာပေါင်းမှာယဟန္တာတဆူဖြစ်နေပြီပြီးတော့ရောဟိနိရဲ့အကိုကရောပရိသတ်ရဲ့နေနေရရဟောရတာအကိုဖြစ်တဲ့အရှင်နုရုဒ္ဓမထေရမြတ်ကလည်းယဟန်တော်ဘဝမှာချမ်းချမ်းသာသာသတင်းသုံးနေတယ်ရောဟိနိမင်းသမီးလေးကလည်းပဲလူဘဝမှာနေလို့နေတယ်တဲ့ဒီလိုနဲ့တနေ့ကြာတော့ကပိလို့နေပြည်တော်ကိုအကိုဖြစ်တဲ့အရှင်နုရုဒ္ဓမထေရမြတ်အရှင်အာနန္ဒာတို့တခါနောက်မှသံဃာချမ်းရံပြီးတော့ကြွလာအကိုကြီးတွေပဲကြွလာတယ်ကပိလို့နေပြည်တော်ဘယ်ကိုကြွလာလဲအရှင်နုရုဒ္ဓမထေရမြတ်ဥဆောင်တော်မူအရှင်အာနန္ဒမထေရမြတ်နဲ့တကွာနောက်ပန်းကြီးတော်တွေတွဲပြီးတော့ကပိလို့နေပြည်တော်ကိုကြွလာတဲ့အချိန်ဆွေတော်မျိုးတော်တွေကယဟန်တော်တွေကြွလာတာဆိုတော့ကပိလို့မှရှိတဲ့မင်းကြီးမင်းသားဆွေတွေမျိုးတွေနဲ့လာပြီးတော့ကြောကြတာပေါ့တယောက်ပြီးတယောက်ကြောတယောက်ပြီးတယောက်ကြောအကြောခန်းနေတဲ့အရှင်နုရုဒ္ဓရဲ့မျက်လုံးတော်မှာနမတော်ဖြစ်တဲ့ရောဟိနိမင်းသမီးမတွေ့တဲ့အခါဆွေမျိုးတွေကိုမေးတယ်ဟဲ့ကျန်တဲ့လူတွေအကုန်လုံးလာတယ်ညီမလေးရောဟိနိမလာပါလားဆိုတော့လာတဲ့ဆွေတွေမျိုးတွေကစိတ်မကောင်းခြင်းကြီးစွာနဲ့ပြောတယ်မှန်ပါပါဗျာအရှင်ဘုရားရဲ့နမတော်ရောဟိနိသည်နုနာယောဂါဆွဲကပ်နေတဲ့အတွက်ကြောင့်ခြေတွေလက်တွေမှာပိတ်သားတွေနဲ့ပတ်စည်းလို့ထားရပါတယ်လူပေါ်လဲမှာရှက်ရွံ့တဲ့အတွက်ကြောင့်မလာရဲပါဗျာ။ဩနှမတော်နုနာယောဂါဆွဲနေလို့လူကြားတဲ့ကိုမလာရဲတာပဲတဲ့အကိုကြီးကသဘောပေါက်သွားတယ်ဟုတ်လားဒီတော့အကိုကြီးနုရုဒ္ဓါကနှမတော်ရောဟိနိကိုငါဘယ်လိုစောင့်ရှောက်ရမလဲစဉ်းစားတဲ့အခါကဲဆွေတွေမျိုးတွေကနေကြီးတဲ့လူတွေဆိုသွားရောဟိနိကိုအခုခေါ်လာခဲ့ငါအကူခေါ်တယ်လို့ပြောလိုက်သမ်းလို့လည်းအမိန့်ပေးလိုက်နော်ရောဟိနိမင်းသမီးလေးဆွေတွေမျိုးတွေခေါ်တဲ့အခါမှာလူအုပ်ကြားထဲမှာပဲနောင်တော်ကြီးအရှင်နုရုဒ္ဓါရှေ့ကိုအရောက်လာပြီးတော့ဖူးတွေ့ပါတယ်ပြီးတော့အကိုကြီးအနုရုဒ္ဓါမထေရမြတ်ကမေးတယ်ညီမလေးနှစ်မှာနုနာယောဂဆွဲကပ်နေတော့လူပုံထဲမှာမလာရဲဘူးမှန်ပါဗျာမင်းကြီးမင်းသားတွေကမင်းသမီးတယောက်ဆိုရင်ဆိုရတော့လေဘယ်ဘဝကဝှကျွေးတွေပြန်လဲပေးဆက်ရမှမသိပါဘူးခင်ဗျာနမတော်မှာနုနာယောဂါတွေဆွဲကပ်လို့နေပါတယ်အေးဒါဆိုရင်ညီမလေးကိုငါစကားတခွန်းမေးမယ်နင်အလှလေးပါလေးများမလုပ်ချင်ဘူးလားပြိတ္တရင်ဗာမေးလေကုသိုလ်ကောင်းမှုလေးများမပြုချင်ဘူးလားဆိုတော့ရောဟိနိလေးကမျက်နှာငယ်တယ်ဩအကိုရဲ့
ရှင်တော်မြတ်ဘုရားကိုလည်းပဲယုံကြည်တဲ့တရားတရားတွေရှိပါတယ်အကိုအရင်ဖြစ်တဲ့အကိုရင်အရှင်လူတော်တာကိုလည်းပဲကြီးညိုလေးစားလို့တန်ဖိုးထားပါတယ်နှမတော်မှာလှူတရားဘာမှမရှိပဲဘာနဲ့လှူရမှာလဲအားငယ်တဲ့အတန်လေးနဲ့မေးတဲ့အခါအကိုကြီးလူတော်တာကမေးတယ်ဟဲ့နင်းဆင်ထားတဲ့လက်ဝတ်ရတနာတွေနင်းသိမ့်ထားတာရှိသေးတယ်မို့လားအဲ့ဒါတွေကတော့ရှိတာပေါ့အကိုကြီးရဲ့အေးနင်းလှူခြင်းလေဆိုရင်ငါပိုင်လေဆိုရဲအဲ့ဒီအိတ်သာမေဇရိယတရားတွေကိုနင်းဆုံးခွာငါလက်ကောက်ငါဆွဲကြုံငါလက်ကငါလောကစီဆိုတာတွေအကုန်လုံးခွာလိုက်သမ်းပါအဲ့ဒီလက်ဝတ်ရတနာတွေရောင်းချပြီးရင်နေ့အတွက်လှူစရာတန်းစရာကောင်းမှုပြုစရာငွေကြေးဆိုတာပေါ်လာမှာပေါ့ပြိဿရဲ့လမ်းချကောင်းတဲ့ပုဂ္ဂိုလ်နဲ့တွေ့ရင်အကျိုးကောင်းမရဘူးလားဒီနေရာမှာလည်းရှိအောင်မယ်စကားတစ်ခွန်းပေါ်လာတယ်ခုနကဆော်ပြားကြီးကမိတ်တယ်ဒီကလေးတွေလည်းဒီကြောင်ကြီး350စိတ်ကူးရတာလေ3000လောက်ကုန်သွားတာဒီတော့တပိတော့ဒီကြောင်ကြီးဒီနေရာမှာမြေရတော့ကဲမင်းတို့တွေဟောဒီမှာဒီကြောင်အလှထူကြစမ်းကွာမင်းတို့အတွက်ဒီကောင်းမှုဟာတကယ်တရားထက်ထက်တန်တန်နဲ့ဆိုရင်ဘာမှမခင်းပါဘူးမင်းတို့စီးတဲ့ကားတစ်စီးလောက်ပဲတန်ဖိုးရှိမှာပါလို့လမ်းချကောင်းကောင်းလေးနဲ့ချပြလိုက်တဲ့အခါမှာသူတို့တွေလည်းပဲလှူလိုက်တာကျောင်းတကာကျောင်းအမဘဝတစ်နှစ်ပြီးတစ်နှစ်သိချခိုင်မာသွားနဲ့ရမသွားဘူးလားရသွားတယ်ဒီမှာလဲရောဤလေးကိုအကုန်လုံးနဲ့အရှင်လုံးတာကနေ့ရှိတဲ့လောကယတနာတွေရောင်းရင်အလှလုံးလို့ရတာပေါ့ဟာဒါဆိုရင်ဒီမှာလေးရောင်းပါမယ်ဒါဆိုရင်ဒီမှာလေးလုံးရမယ်အလှကဘာအလှလုံးရမှာလဲဆိုတော့ဟောဒီကျောင်းထဲမှာသံဃာတော်အရှင်မြတ်တွေချမ်းချမ်းသာသာနဲ့ဆွမ်းဖုံးပေးဖို့ရန်ဆွမ်းစားကြောင်းမရှိသေးဘူးဒီမှာလေးဒါကြောင့်နေ့ရတဲ့လောကယတနာအလှကိုဆွမ်းစားကြောင်းအလှအဖြစ်နဲ့လှူလိုက်ရအောင်ဆိုပြီးတော့အကိုကြီးကစီမံပေးတယ်ဟုတ်လားဒီတော့နမတော်ဖြစ်တဲ့ရောဟိနီကအားငယ်တယ်အရှင်ဘုရားတပည့်တော်မှာငွေကြေးကိုရဖို့ရန်အတွက်လက်ဝတ်ရတနာကိုတော့ရောင်းချရတဲ့တတိရှိပါတယ်။ကျောင်းကြီးတစ်ကောင်လုံးကိုဥဆောင်ပြီးတော့ဒီငွေကြေးကိုင်းလို့ဘသူကများဆောက်ပေးမှလဲ။နမတော်မှာမဆောက်နိုင်မဲနဲ့ဘသူကဆောက်ပေးမှလဲဆိုတော့အဲ့ဒါနင်းအားငယ်မနေနဲ့အဲ့ဒါနင်းဘာမှစိုးရိမ်မနေနဲ့တို့ဆွေတွေမျိုးတွေဝိုင်းပြီးတော့စီမံဆောင်ရွက်ပေးမှာပေါ့ဆိုပြီးတော့အရှင်တို့ဒါကဆွေမျိုးတော်တွေရတယ်ပြီးတော့ကြည်လိုက်တယ်ဟဲ့ကောင်ဒါဟုတ်မင်းဆောင်းလေးဝင်ကြီးနဲ့ရင်းနေတယ်သွားမယ်ဒီတက်နေသွားရှောက်ဟုတ်လားဟောလာမင်းသေတော်ဝင်ကြီးနဲ့ဒီသွားမင်းသေတော်သွားဟုတ်လားအကုန်လုံးပြိဿရဲ့အရှင်တို့ဒါခွဲခန်းချပေးလိုက်တာဆွေမျိုးတွေပေါင်းပြီးတော့ဝိုင်းဆောက်လိုက်တာဒုံမျိုးမျိုးဆိုပြိဿရဲ့ကျောင်းကြီးကတခါတဲ့သွတ်မိုးပြီးတော့အပေါ်တက်ကြီးတစ်ခုလုံးပြီးသွားတယ်ကျောင်းကြီးပါပြီးသွားတယ်ကျောင်းကြီးသွတ်မိုးပြီးတော့မိုးလုံးလေးလုံးအကားရနေလုံးလုံးကြုံကြုံနဲ့အပေါ်တက်ကြီးပြီးသွားတဲ့အချိန်ရောက်လာတဲ့အခါနမတော်ရောဟိနီကိုတခါပြန်ခေါ်တယ်ဟဲ့ညီမလေးလာဦးဟောဒီမှာနင်းဆောက်တဲ့ကျောင်းကြီးနင်းလူမဲ့ကျောင်းကြီးအပေါ်ထက်တော့ကောင်းကောင်းမွန်မွန်ပြီးသွားပြီဒါကြောင့်အပေါ်ထက်မှလည်းသံဃာတော်ရှင်မြတ်တွေတက်ရောက်ပြီးတော့သတင်းသုံးဆွမ်းဖုံးပြီးတော့မယ်အောက်ထက်ကလည်းမပြီးသေးပဲမဲ့တတ်တတ်ရရတော့လုံးလို့ရနေပြီဒါကြောင့်ဒီနေ့ကစပြီးတော့နင်းကုန်ကတောင်းပေးမယ်ဟောဒီကျောင်းအပေါ်ထက်ကိုနင်းနေ့တိုင်းတစ်ပြည့်စီလဲဟောဒီကျောင်းမှာရှိနေတဲ့တောက်ရီဦးမန္တများတွေနင်းရေတိုင်းရေခတ်ဟောဒီကျောင်းမှာရှိနေတဲ့ဘေးစင်တွေတန်ရှင်းရမယ့်နေရာတွေနင်းပြောင်းတန်ရှင်းလုပ်တာဆိုပြီးတော့ကျောင်းအပေါ်ထက်ရောကျောင်းအောက်ထက်ရောရှိသမျှရေအိုးတွေရေဖြစ်ရှိသမျှဘေးစင်တွေတန်ရှင်းလုပ်ရှိသမျှအမိုက်တွေကိုတမျက်စီပြောင်းအောင်လှည့်စမ်းဆိုပြီးတော့အကိုကြီးကခိုင်းလိုက်တယ်ပြိဿကြီးကျောင်းကပြီးပြီလားမပြီးသေးပေမဲ့အလိုတော်သားရဲ့တာဝန်ပေးချက်နဲ့နမတော်ရောဟိနီလှုပ်လိုက်တာပြိဿကြီးတပြေးတပြေးနဲ့ကျောင်းကြီးကလည်းဟိုဘက်ကဆောက်ဒီဘက်ကဆောက်နေပုံစံလေးပေါ်လို့ပြီးရုပ်တွေပေါ်လာပါပြီဟောဒီကျောင်းကြီးတစ်ထက်သာပြီးတဲ့အချိန်တွေကတမျက်စိလေတဲ့ကုသိုလ်တောက်ရခတဲ့သူကုသိုလ်အငြိအကျေးတွေတန်ရှင်းတဲ့ကုသိုလ်တွေလုံလာတဲ့ရောဟိနီရဲ့ဆွဲကမ်းနေတဲ့လူနာယောဂကလည်းတစ်ဖြည်းတစ်ဖြည်းနဲ့၆ကပ်လာပြီအနာရီဟာတိုးသွားသလားလျော့သွားသလားသိတဲ့အကုသိုလ်ကံကြွေးဆိုတာပေးဆက်ရပေမဲ့ကုသိုလ်ကံအပြောင်းနဲ့ပေါင်းပေးလိုက်တဲ့အခါကျတော့ရောပြန်ကောင်းမလားဘူးအခုရောဟိနီမင်းသမီးရဲ့လူနာယောဂါတွေကသောသောတော့ကပြည်တွေတစိုးစိုးတွေးတွေတစိုးစိုးနဲ့လက်တွေပိတ်စားနဲ့ပတ်ခြေထောက်တွေပိတ်စားနဲ့ပတ်နဲ့လူဘုံအလဲမဝင်ရဲတဲ့ဘဝကနေတပြေးတပြေးနဲ့အနာတွေ၆ကပ်လာတဲ့အခါပိတ်စားတော့ပတ်เสียမလိုတဲ့ဘဝရောက်လာပြီဟုတ်လားတပြေးတပြေးနဲ့ရောဟိနီရဲ့ယောဂါတွေကလည်းတတ်တာလို့လာပြီ
နောင်တော်ကြီးအရှင်လူတော်ဓမ္မတေမြတ်နဲ့ဆွေမျိုးတွေကလည်းဝိုင်းဝန်းပေါင်းပြီးတော့ကျောင်းကြီးကိုဆောက်တာပြီးတော့မယ်ဒီတော့ကျောင်းကြီးမှာလိုအပ်ချက်ရှိတာတွေအကုန်ဖြည့်ဆည်းပြီးတော့ပြီးအောင်ဆောက်ပြီးတဲ့အချိန်အရှင်လူတော်ဓမ္မတေမြတ်ကကျောင်းရည်သက်ချအလှကြီးကိုလုပ်မယ်ဆိုပြီးတော့စီမံလိုက်တာပြိဿရဲ့ရောဟိနီရဲ့ကျောင်းအလှရောဟိနီဆောက်လှတဲ့ကျောင်းကြီးပေါ်မှာသံဃာတော်ရှင်မြတ်တွေပင့်အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုလည်းပင့်ပြီးတော့ဆွမ်းကပ်တဲ့အခါမှာရောဟိနီမလာရဲဘူးပြိဿရဲ့ရောဟိနီလာရဲသလားဘာဖြစ်လို့လဲမိမိရဲ့မတန်ရှင်းတဲ့ခန္ဓာကိုယ်ကြောင့်သံဃာတော်ရှင်မြတ်တွေစိတ်မတန့်မဲနဲ့မဖုံးပေးရမှာဆိုတဲ့လူတွေကနေကိုယ့်ကိုအမြင်မကြည်နေမဲနဲ့ကြည်မှာဆိုတဲ့အတွက်ကြောင့်ရောဟိနီမလာရဲဘူးဒါကြောင့်ရှင်တော်မြတ်ဘုရားကလည်းသိတယ်ဟဲ့ဒီเจ้าအလှကဒီထွန်းအလှကဘု து အလှလဲအလှတော့တာငါဘုရားကိုရှောက်ဆန်းဆိုတော့မလားပါတပည့်တော်ရဲ့နှမတော်ရောဟိနီရဲ့အလှဖြစ်ပါတော့ဘုရားဒါဆိုရင်နှမတော်ရောဟိနီရဲ့အလှဆိုရင်မင်းနှမတော်ရောဟိနီလည်းပဲဒီအလှပွဲမှာငါဘုရားမတွေ့ပါလားမလားပါရောဟိနီနှမတော်ဟာနုနာယောဂဆွဲကပ်နေတဲ့အတွက်ကြောင့်သံဃာတော်အရှင်မြတ်တွေနဲ့ပြိဿတွေစိတ်အနှောက်အယှက်မဖြစ်ရအောင်သူရှက်နှောလို့မလာပါဘူးဘုရားဆိုတော့တခါအနုရုဒ္ဓခေါ်သလိုပဲမြတ်စွာဘုရားကဲသွားရောဟိနီကိုခေါ်လာခဲ့စမ်းငါဘုရားစီခေါ်လာခဲ့စမ်းဆိုတော့ရောဟိနီလေးအဲ့ဒီမှာပြိဿကြီးမြတ်စွာဘုရားထံမှောက်ရောက်ရပြန်ပြီဒုတိယချိန်ရောက်မလာဘူးလားဒီတော့ရောဟိနီမင်းသမီးလေးတွေပဲမြတ်စွာဘုရားနဲ့သံဃာတော်အရှင်မြတ်တွေရဲ့ရှေ့တော်မောက်ကိုရောက်လို့လာပါပြီပရိသတ်ဆုံးလေးလေးရှိနေတဲ့အချိန်မျိုးမှာရောဟိနီခတ္တယကညာမင်းသမီးလေးကိုရှင်တော်မြတ်ဘုရားကဆွမ်းအနုမောဒနာတရားမိန့်ကြားတော်မူပါတော့မယ်ဟဲ့ချစ်သမီးရောဟိနီတဲ့မင်းဟာဘယ်မျိုးကလာတာလဲပရိသတ်ရောဟိနီဘယ်မျိုးကလာတာလဲမင်းမျိုးကလာတာမင်းသမီးလေးတပည့်တော်မင်းမျိုးကလာတဲ့မင်းသမီးလေးပါဖေရမင်းသမီးလေးဘဝရတာတဲ့ဒီမှာဘာယောဂရတယ်လဲမှန်တော့ပါတပည့်တော်လူဘဝထဲမှာမဝင်ရအောင်ရှက်စရာအလွန်ကောင်းတဲ့လူနာယောဂဆွဲကပ်ခံရပါတယ်အေးချစ်သမီးရဲ့လူနာယောဂဆွဲကပ်ခြင်းဆိုတဲ့အကျိုးတရားဟာအတိတ်ဘဝများစွာကပြုခဲ့တဲ့အကြောင်းတရားကြောင့်ပဲလို့မြတ်စွာဘုရားကအဲ့ဒီမှာအတိတ်သက်ကြောင်းပြန်ပြောင်းပြီးတော့ဟောတော်မူပါတယ်ဟုတ်လားချစ်သမီးတဲ့တေချစ်သမီးဒီဗာရာဏသီပြည်မှာဗျမဒမင်းကြီးအုပ်ချုပ်နေတဲ့အချိန်တုန်းကအဲ့ဒီဗျမဒမင်းကြီးရဲ့မိဖုရားကောင်းကြီးတယောက်အဖြစ်နဲ့ဖြစ်ခဲ့ဘူးတယ်သိလိုက်ဘာဖြစ်ခဲ့ဘူးလဲမိဖုရားကောင်းကြီးဟုတ်လားမိဖုရားကောင်းကြီးဖြစ်တဲ့အချိန်မှာအဲ့ဒီနန်းတွင်ထဲမှာလာပြီးတော့အသုံးတော်ခံတဲ့ကကြေတယ်မာလီကလည်းအဆိုးကောင်းအကာကောင်းအပြောကောင်းအငိုကောင်းအရေကောင်းဆိုတော့မင်းကြီးသဘောကျလိုက်တာကကြေတယ်မာလီကိုတခါလာလဲဟဲ့ရှိတော်သွင်းအောင်ကာခိုင်းအောင်ဟာတကောတခါရှိတော်သွင်းအောင်ဆုံးခိုင်းအောင်ဟာနောက်တခါလာရှိတော်သွင်းအောင်ငိုခိုင်းအောင်နဲ့ကကြေတယ်မာလီတယောက်တည်းကိုပဲနေရာတွေပေးပြီးတော့ခိုင်းနေတဲ့အခါဘေးနားမှာရှိနေတဲ့မိဖုရားကောင်းကြီးကပြိဿကြီးကျင်နဲ့မလားပုံစံမချတော့ဘူးနော်ဟုတ်လားနည်းနည်းလေးတင်းလာတဲ့အခါကျတော့ရှင်မရင်ဆိုတော့ရောပြိဿကြီးပြန်ပြောရဲလားပြောသေးသွားမှာဟုတ်လားအဲ့တော့ရှင်မရင်ဆိုတော့မပြောရဲတော့ပြိဿကြီးရှင်မရင်မနိုင်ဘူးဆိုတော့ဘု து ကံတယ်ဟဲ့အဲ့ဒီမှာကားကြည့်တယ်မဟုတ် तू မကျင်တတ်တော့အောင်မင်းကြီးကရှုပ်ရင်ကြီးကလည်းလှပါငါတော်ကံကောင်းလို့မိဖုရားစောစောဖြစ်လို့နှုံးရင်ငါတော်ဒီနေရာရပ်ပါမလားမသိဘူးဟုတ်လားရုပ်ရည်တွေကိုကြည်ပြီးတော့ပြိဿကြီးပီတိမဖြစ်ဘူးဝဏ္ဏမစ္စရိယဖြစ်နေတယ်။ဘာဖြစ်နေလဲ။ကာယရည်လေးရဲ့အဆိုးကောင်းအလားကောင်းနေတဲ့ဝဏ္ဏမစ္စရိယသူ့ရဲ့ရုပ်ရည်လေးကိုကြည့်ပြီးတော့ဝဏ္ဏမစ္စရိယတွေဖြစ်နေလိုက်တာဒီကောင်မှဒီအလှပြတ်အောင်ငါဘယ်လိုလုပ်ရမလဲတဲ့မိဖုရားကောင်စဉ်းစားနေတာပရိသတ်ကြီးဘယ်သူကိုစဉ်းစားနေတာတစ်ဖက်ကယာတုကပါလဲဟာရှင်မင်းကတော့မိဘရဲ့ကောင်ကဟိုအောက်ကကားကြည့်တယ်သွားပြီးတော့ jealous ဖြစ်နေတာကြောက်ကြမကောင်းဘူးလားကိုရလူနဲ့ကိုတော်မှအံ့ဩဖို့ကောင်းတယ်ချစ်ကြလို့သလားဟောဒီမှာမောင်တော်ရှင်မင်းရဲ့အကြီးဆုံးမရဲ့ကောင်မိဘရဲ့ကောင်ကြီးလည်းဖြစ်လို့နေပါပြီ
နန်းတော်ထဲမှာအသုံးတော်ခံတဲ့ကာကြီးစင်မာလေးလှတာကာကြီးမာလေးတော်တာကာကြီးစင်မာလေးတက်တာအကုန်လုံးခုံတွေကများလိုက်တာတော်တယ်တက်တယ်လှတယ်ပါတယ်ချစ်စရာကောင်းတယ်ဟာအပြောဆိုတွေကလည်းတက်မှတက်ဟုတ်လားအငိုချိုတယ်လည်းတက်မှတက်ပလာတာတာပလီတီတီလည်းတက်မှတက်ဟုတ်လားအလွန်တက်လာပြီဆိုတဲ့အခါကျတော့တစ်ဖက်ကမစိုးရိမ်ဘူးလားပြိဿတက်တိုင်းလည်းမကောင်းဘူးဟုတ်လားအဲ့တော့ပြိဿဒီမှာဘသူကဘာဖြစ်နေလဲပြီးပြည့်ကောင်ကဒီကောင်မှပုံစံကမဖြစ်ဘူးငါစောစောကြီးချိုးထားမှမချိုးထားရင်တော့ငါလူကြီးပါသွားတော့မယ်ဆိုတဲ့စိုးရိမ်စိတ်ဝင်လာတဲ့အခါကာကြီးစင်မာလေးအိတ်မဲ့လှဲမဲ့အခန်းထဲကအိယာပေါ်မှာလည်းအကုန်လုံးခွေးလျားကြီးတွေတင်ထားတယ်ခွေးလျားကြီးတွေပေါ့ဒီနေရာရားလို့ရေထဲသွားပြီးတော့ဆေးမယ်ဆိုရင်သူဆေးမဲ့ရေကန်ကြီးရေအိုးတွေမှာလည်းအကုန်လုံးခွေးလျားကြီးတွေထည့်ဟုတ်လားအဲ့ဒီတော့အကုန်လုံးအစင်သင့်လုပ်ပြီးတဲ့အခါကျမှကကြည်စင်မှာလေကလဲကရောအမလီတော်လိုက်တာနင့်ကပန်းကုန်းစိုးအောင်မယ်ဂုံပြူအောင်မယ်ဆိုပြိဿကြီးဘာပန်းကုန်းစိုးလဲခွေးလျားကြီးပန်းကုန်းစိုးတာဟုတ်လားခွေးလျားကြီးပန်းကုန်းစိုးမလီရှစ်စရာကောင်းလိုက်တာဆိုပြောင်းသလိုနောက်ဆုံးနဲ့ခွေးလျားကြီးနဲ့ပို့ခွေးလျားကြီးနဲ့ပုတ်ဆိုတော့ကဲခွေးလျားကြီးဆိုမှတော့ရားတဲ့ဟာလားမရားတဲ့ဟာလားအဲ့တော့ပြိဿအသာကတော့ခုနှစ်ထွေးကအချိုးကျအောင်ကားနေတဲ့ခွေးကရည်တယ်မှာခွေးလျားလေးနဲ့လည်းအပုတ်ကံရောပြိဿကြီးပေါ်လိုက်ပြောင်းလိုက်ငုံလိုက်ဟာလားကာလျာဟာကွေးလိုက်ဟာရားတော့ကုန်းလိုက်ဖဲလိုက်နဲ့ပြိဿသူ့မှာဒုက္ခမျိုးစုံမရောက်ဘူးလားဘယ်သူဒုက္ခပေးတာလဲမိဘကောင်ဒီတော့တကူလုံးရားလာပြီဘယ်သူမှမခံနိုင်တော့ဘူးဆိုတော့အခန်းထဲဝင်ပြီးဒီမှာလူပုံအလဲမှာကြတော့သူ့မှာလဲကုတ်တော့ဖဲလို့မရတဲ့နေရာမကောင်းတဲ့နေရာတွေမကုန်ရဲ့မပြေတော့ခန်းထဲဝင်ပြီးအိပ်ရတဲ့လှဲတဲ့ရောတတ်တာလားဟောင်းကိုဆက်ရတာပြုတ်လိုက်တဲ့မိဘရဲ့ကောင်ကအသေးဟုတ်လားအဲ့ဒီဘဝတော်ကဖြစ်ခဲ့တဲ့ဇာတ်ကြောင်းကိုကြည်လိုက်ပြန်တော့ရောစောစောကပြောတယ်အိတ်သာမစ္စရိယမပါဘူးလားအိတ်သာမစ္စရိယအခြေခံဇိုးကြီးဝင်လာတော့မဖြစ်တဲ့ဒေါသမဖြစ်ဘူးလားမရှိတဲ့မာနမရှိဘူးလားအေးအဲ့ဒီဘဝတော်ကဖြစ်ခဲ့တဲ့အိတ်သာမစ္စရိယလောဘဒေါသမာနဆိုတဲ့မောဟဆိုတဲ့တရားစိုးတွေကဟောဒီဘဝကြီးကိုရောက်လာတဲ့အခါကျတော့ကိုယ်အတွက်ကံသစ်တွေပြန်ဖြစ်လာပြီပြီးဆက်ရတော့မယ်ဟုတ်လားသာကိဝေမင်းမျိုးအလွန်လက်ပါချောပေါ်တဲ့မင်းသမီးလေးဖြစ်ပင်ဖြစ်ရတော့လေအဲ့ဒီဘဝတော်ကသိချစ်သမီးလွန်ကျူးခဲ့တဲ့မိဘရဲ့ကောင်ကြီးဘဝကိုရပေရရတော့လည်းပဲကကြည်သင်္မတရားရဲ့အပေါ်မှာမထအပ်တဲ့အိဒါမစ္စရိယလောဘဒေါသမောဟမာနဆိုတဲ့တရားစုတွေနဲ့နှောက်ယှက်ခဲ့တဲ့ထံပြန်ပြီးတော့ခံရပါတယ်အဟောင်းဆိုတာပြိဿကြီးမဆက်ရဘူးလားဟောင်းတာကိုကဆက်ရသလိုအဆက်ခံရတဲ့ပုံကိုယ်တွေကအသစ်ပြန်ဖြစ်ပြန်ပြီဟုတ်လားအဲ့ဒီဝတ်ကြွေးကိုမြတ်စွာဘုရားဟောလိုက်တဲ့အခါကျမှမြတ်စွာဘုရားကအဲ့ဒီဝတ်ကြွေးကြောင့်သင်္ချသမီးအခုမင်းသမီးဖြစ်တယ်မင်းမျိုးမှာဖြစ်တယ်မြင့်မြတ်တယ်လို့ထင်ရပေမဲ့လူဘုံအလယ်မှာမဝင်ရဲအောင်နုနာယောဂဆွဲကပ်တဲ့ဘဝရောက်ရရှာတယ်လို့မြတ်စွာဘုရားကမိန့်တော်မူပါတယ်ဟုတ်လားဒါကြောင့်အာလုံးသောယံပရိသတ်တွေလူပရိသတ်တွေဆုံတဲ့အချိန်မှာရှင်တော်မြတ်ဘုရားကရောဟိနိမင်းသမီးနဲ့တကွာအာလုံးသောဓမ္မဆွေတော်မျိုးတော်တွေကိုတရားတပုတ်မိန့်တော်မူပါတယ်ခြေသားခြေသမီးတို့တဲ့ကောတံဇဟိဝိပဿဟိယမာနံကြမ်းကြုတ်တဲ့ဒေါသဘယ်လိုဒေါသမျိုးလဲဣဒ္ဓမစ္စရိယတရားစုနှစ်ပါးနဲ့ရှင်တွဲလာတဲ့ကြမ်းကြုတ်တဲ့ကောဒလို့ခေါ်တဲ့ဒေါသတရားကိုပယ်ကြပါငါတလူလိုထောင်းလွှားနေတဲ့မာနဆိုတဲ့တရားစုကိုပယ်လိုက်ကြပါပြိဿကြီးဘာကိုပယ်မလဲဒေါသကိုပယ်ပါမာနကိုပယ်ပါမိမိယုတ်တရားနန္တရားရဲ့အပေါ်မှာအမြဲတမ်းဆင်းရဲငြိမ်းချမ်းကောင်းမြတ်တဲ့တရားနဲ့ရှုပွားပါလို့ဒေသနာအစဉ်လေးတန်းစီပြီးတော့ဟောလိုက်တာဣဒ္ဓမစ္စရိယရှိခြင်းရဲ့အပြစ်ဣဒ္ဓမစ္စရိယမရှိခြင်းရဲ့အကျိုးတွေကိုတန်းစီပြီးတော့ဟောလိုက်တာပြိဿရဲ့တရားဆုံးတဲ့အချိန်ရောဟိနိမင်းသမီးလေးရဲ့ခန္ဓာကိုယ်အသားအရည်လေးနဲ့ပဲနုနာယောဂဝေဒနာတွေပျောက်ကင်းသွားပြီးတော့ရွှေရောဆင်းလို့လှပသင့်တယ်သွားပြီးမြတ်စွာဘုရားဟောကြားတဲ့တရားပေါ်မှာနာကြရင်နဲ့ယုတ်တရားနန္တရားကိုရှုပွားလိုက်တာသောတာပတ္တိမဉ္ဇဉ်သောတာပတ္တိဘုညာဆင်းကိုလည်းပဲရခဲ့ပါပြီ။သောဟိနိယောဂဘာဖြစ်သွားလဲ။ပျောက်သွားတယ်။ယောဂပျောက်ရုံနဲ့မဟုတ်ဘူးတရားကိုသိချာနာသိချာရှုလိုက်တော့တရားတို့တရားမြတ်သောတာပတ္တိမဉ္ဇဉ်ဘုညာဆိုင်မသွားဘူးလား။ဆ
ဆိုင်သွားပြီပြိဿရဲ့အာကြီးတဲ့ကုသိုလ်ကံဆိုတာရောဘဝချအောင်စောင့်ရသလားအဲ့ဒါပဲအာကြီးတဲ့အကုသိုလ်ကံကြတော့ရောဘဝချအောင်စောင့်ရသလားကံနဲ့ကံရဲ့အကျိုးဆိုတာအလုံးအတွက်အစဉ်နဲ့စောင့်လို့နေတာပါပဲတို့ပရိသတ်အားကြီးတဲ့ကုသိုလ်ကအကောင်းလေးကိုသာများများပြုရင်ဒီဘဝမှာပဲကောင်းကျိုးဆိုတာခံစားရမှာပါအားကြီးတဲ့မကောင်းတဲ့အကုသိုလ်ကံလေးမပြစ်မအပ်တဲ့ဘုရားတရားသံဃာယနာမြတ်သုံးပါးပေါ်မှာစော်ကားပြစ်မရင်လည်းပဲအဲ့ဒီအကုသိုလ်ကံကဒီတဘဝမှာပဲခံရမှာပါဟုတ်တယ်မလားကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တဲ့ဗုဒ္ဓဘာသာတွေဖြစ်ပါလျက်ခင်နဲ့ပြိဿရဲ့ကြံနာတွေတွေးမနေနဲ့ကံကိုတွေးပြီးတော့ထိုင်လာစောင့်ကြည့်တော့ပြိဿဟုတ်တယ်မလားကံအကောင်းလို့ရင်ဘာကောင်းလာမလဲအကျိုးကောင်းလာမယ်ကံမကောင်းတာလို့ရင်ဒုပြိဿကောင်းတာမကောင်းတာမလုပ်နဲ့ကောင်းတာတွေလုပ်တယ်ဒါဆိုမကောင်းတာတွေဘယ်လိုတွေလုပ်လဲမကောင်းတာတွေလုပ်တဲ့ပုဂ္ဂိုလ်တွေနဲ့လုပ်ပါတယ်လုပ်ကြပါစေကောင်းတာတွေလုပ်တဲ့ပုဂ္ဂိုလ်တွေနဲ့လုပ်ပါတယ်လုပ်ကြပါစေကောင်းတာလုပ်ရင်ကောင်းတာတွေပြန်ပြီးတော့ဒီဘဝမှာပဲရလိမ့်မယ်မကောင်းတာလုပ်ရင်လည်းမကောင်းတာတွေဒီဘဝမှာပြန်ခံရလိမ့်မယ်ဆူတောင်းမနေနဲ့မောပါတယ်တရားမင်းလည်းအပြစ်မပြောနဲ့ဘုရားလည်းရိုက်တာမရိုက်တာလေးရှောက်မပြောနဲ့အကျိုးကဘုရားလည်းရိုက်မရိုက်နဲ့ဘုရားလည်းရိုက်မရိုက်နဲ့ကျိုးဘုရားအစားရရိုက်တဲ့ဘုရားမှမဟုတ်ဘဲနဲ့ဟုတ်လားဘုရားရိုက်သလားဘုန်းကြီးအောင်ရိုက်သလားလူရိုက်တယ်ဟုတ်လားရိုက်ချင်တဲ့လူတွေရိုက်ပေါ့ဘုရားဆိုတာရိုက်တာမဟုတ်ဘူးဘုန်းကြီးဆိုတာရိုက်တာမဟုတ်ဘူးမေတ္တာကရုဏာမုဒိတာတရားနဲ့နေတာဖြစ်တဲ့အတွက်ဘုရားမရိုက်တာနဲ့အပြစ်မပြောနဲ့တချို့ကပြောသေးတယ်ဒီတရားနဲ့လို့ရှိတာဟုတ်ကောဟုတ်လားမသိဘူးပြစ်တော့ပြစ်ပါလေအတက်လည်းမပြစ်ဘူးဟုတ်လားအဲ့တော့တရားမင်းလည်းတချို့ကတော်ရမ်းပြင်မာနေတာသောသောကတရားမင်းအချိန်ကြီးကောင်းလို့မေတ္တာဒိဋ္ဌိကျုံသွားတာမို့လားအဲ့တော့ပြိဿရဲ့တရားမင်းလည်းအကောင်းဘက်ကပဲရှုအပြစ်တွေပြောမနေနဲ့ဟုတ်လားကျုပ်ကတော့မအိမ်မက်တယ်မှမှန်းလို့ခင်ဗျာလူတွေကပြောကုန်ကြရင်ရှိတာဟုတ်ကောဟုတ်လားသိဘာဖြစ်လို့လဲဗျာခင်ဗျာအတက်မပြစ်လို့ကိုတော်တော်ရမ်းပြောနေကိုတော်မှအပေါ်ကနေမဲချောင်းနေရတယ်ဟုတ်လားအဲ့တော့ဟုတ်လားအဲ့ဒါဆိုအတူတူပဲလို့ဟုတ်လားအပေါ်ကချောင်းတာနဲ့အောက်ကချောင်းတာပဲကွာလေတရားနဲ့ပတ်ပြေးနေရတယ်ဟုတ်လားဟမ်အဲ့တော့ပြိဿရဲ့ပြောနေတာကအခုကောင်းကျိုးဟာဘဝချားရလားမချားဘူးဒီတဘဝအတွက်လက်ရှိကောင်းကျိုးကိုကြည့်လိုက်တော့နုနာယောဂပျောက်မသွားဘူးလားဟာတရားတို့တရားမြတ်ရမသွားဘူးလားအမလီကျုပ်တကာနဲ့ကျုပ်အမအဲ့တကာလေးတွေပဲတွေးလိုက်ဘလို့ဝမ်းသာဖို့ကောင်းလဲငါတို့ဒီဘဝမှာဓိတတ်ကိုလှအောင်မှာကိုယ့်ကိုတွေးလိုက်လှတာတခုလည်းတွေးနေပဲနှခမ်းကြီးကိုတော်တော်တက်တာပါဟုတ်လားဟမ်ဒီတော့ကျောင်းတရားကျောင်းမှာဒီပြစ္ဆုတ်ကံကောင်းကျိုးတွေအဲ့ဒီလိုရတယ်ဆိုတာလည်းယုံကြည်ရသလိုပြိဿမြန်ပြောရရင်ရောဟိမိလေးဟာနုနာယောဂပျောက်ရွှေအောင်အစင်းလေးရသောတာပန်နဲ့တည်သွားပြီးတဲ့အချိန်ကျမှတည်သွားတဲ့အခါပြိဿရဲ့ဌာနသီလဖြူစင်စွာနဲ့တည်သွားတော့ဘေကိုရောက်သွားတယ်လက်ပြီးတခါရှွတ်ဆိုပေလဲပြီးတော့လက်ပြီးတက်သွားတာဘယ်မှမကြည့်ဘူးနတ်သမီးစက္ကုံတရေလေးချာပြီးတော့လက်ပြီးရောက်သွားတာသူ့အတွက်ဘုံမင်းမှလည်းအပိုင်တစ်ခုမှမရှိဘူးဟုတ်လားသူကမြန်ခေါင်းလေးဆိုင်ပြီးတော့ငါဘေဘုံမင်းမှဘယ်နှသွားမှာပါလေငါနေရာဘယ်မှာပါလေတဲ့သူမှခေါင်းလေးစိုက်ပြီးနေတဲ့အချိန်အကြောင်းများပရိသတ်ရဲ့တိုက်ဆိုင်တဲ့အခါကျတော့လေနတ်ပြည်ကနတ်သား၄ယောက်ကလည်းအဲ့ဒီအချိန်ကျမှသူတို့လေးသားပရင်းတွေကိုထောင်းလို့ဖွင့်ထည့်လိုက်တာဟာဟိုဘက်နတ်သားတွေဟာနတ်သမီးလေးဟာရှယ်လေးပဲဟာလားဟာလားဘုရားနတ်သားလည်းဟာဒီမှာလည်းဟာဒီနတ်သားလည်းဟာတွေ့ပြီနတ်သား၄ယောက်ကလည်းပြိတ္တရဲ့စကားတကြိုင်နဲ့ဖွင့်ပြီးတော့တွေ့တော့လေတကြိုင်နဲ့တွေ့တဲ့အချိန်ဟာအပြေးလာပြီးတော့ပြေးလာလိုက်တော့လေပြိတ္တရောက်တော့လေတကြိုင်နဲ့ရောက်တယ်ဟဲ့ကငါရင်တွေ့တာငါရင်တွေ့တာကွာမင်းငါရင်တွေ့တာနတ်သား၄ယောက်ပြိတ္တရဲ့သူရင်တွေ့တာငါရင်တွေ့တာသူရင်တွေ့တာငါရင်ဟိုမှာရောကြီးကတော့ဘယ်မှမရှိဘူးခေါင်းလေးငုံပြီးတော့စောင့်ဟုတ်လားအဲ့တော့နတ်သား၄ယောက်ငါပိုင်တာကွာမင်းငါရင်တွေ့တာမင်းငါတကားဖွင့်တဲ့ချင်းမင်းဖွင့်တာမကြားသေးဘူးဟဲ့ကောင်ဟာမဟုတ်ဘူးမင်းကလည်းတကြိုင်နဲ့တစ်ချောင်းလို့ဖွင့်တာငါလည်းမြင်နေဟုတ်လားလက်သား၄ယောက်အပြိုင်လူနေတဲ့အခါကျတော့ကဲဒီတိုင်းဆိုရင်တော့တို့လက်ချင်းချင်းရံဖြစ်လို့မဖြစ်ဘူးကွာဒူရီတာရံဖြစ်တာဟုတ်လားတို့ဒီတိုင်းဆိုရင်တော့တို့ရံဖြစ်နေလို့အချိန်လေးကုန်သွားလိမ့်မယ်ခေါ်ရင်လက်သမီးလေးကိုခေါ်မယ်နတ်သမီးလေးကိုခေါ်ပြီးတော့ငါတို့ရဲ့လက်တို့တန်တဲ့တရားမင်းဓမ္မဟောဒီအမှုကိုသွားပြီးတော့စီရင်ဆုံးဖြတ်ခံယူမယ်ပြီးတော့နတ်သမီးလေးခေါ်ပြီးတော့ပြိဿရဲ့အမှုရင်ဆိုင်ဖို့လာကြပြီဘယ်ကိုလာကြတာတရားမင်းစီပြီးတော့တရားမင်းလည်းခုံရုံးမှာထိုင်ပြီးလာကြခင်ဗျားပြောကြကြီးလည်းပြောပြီးတော့လမိတ်တောက်ကြတာပေါ့ဟုတ်လားတရားမင်းကတောက်ပြီးကဲပြောပါဦးအမောင်နဲ့သားတို့မှန်လားပါတရားမင်း
ကျွန်တော်မျိုးတို့ဒီဟောဒီဘုံဗိမ္မာအလယ်မှာရောက်လာတဲ့နတ်သမီးလေးကိုသူပိုင်နဲ့ငါပိုင်နဲ့သူမြင်နဲ့ငါမြင်တယ်လို့ကျွန်တော်တို့မြင်နေရပါတယ်ဟာမင်းတို့ပိုင်ပိုင်မပိုင်မငင်းနေကြလို့သလားနတ်တွေမှာလည်းသူပိုင်တဲ့သူပါရှိတာမင်းတို့ပိုင်တဲ့မှာဘသူပိုင်တဲ့ပါတာလဲဟာထူးဆန်းတဲ့တရားမင်းကြီးတဲ့ကျွန်တော်တို့၄ယောက်ရဲ့နေဆက်မှာလာရောက်တာဘယ်သူတည်းမှမပါပါဘူးတဲ့ဟုတ်လားသိတဲ့သူ့နဲ့ကိုယ်နဲ့လူတရားလို့လားဟောဒါဆိုရင်မင်းတို့၄နေဆက်မှာလာရောက်တယ်ဆိုတော့ဒါဆိုရင်မင်းတို့အမြင်လဲမှာဘယ်သူအရင်ဆုံးမြင်တာလဲဟာကျွန်တော်တို့လည်းမြင်ရရင်လည်းနောက်ဆုံးတော့အတူတူမြင်ရတာဖြစ်နေတယ်ကဲဒီတော့ငါပါတော့ဒီတော့ကျွန်တော်တို့ဒီတရားကိုဘယ်သူပိုင်တဲ့လဲဆိုတာဆုံးဖြတ်ပေးပါဆိုတော့ဩအဲ့ဒါလို့ဆုံးဖြတ်ကဲဟဲ့နတ်သမီးလေးငါ့ကိုမော့ကြည့်စမ်းဆိုတော့အောင်မဲ့လေးငုံနေတဲ့ရောဟိနီနတ်သမီးမော့လည်းကြည့်ရောတရားမင်းကဟာဟုတ်လားတရားမင်းပါလို့ဟာဟုတ်လားဟာဆိုပြီးတော့တရားမင်းနဲ့ကဲအမှုစစ်မယ်မြင်မြင်စစ်မယ်လို့စစ်တယ်ကဲပြောစမ်းကွာမင်းဒီဘက်ကလက်သားပြောစမ်းမင်းကဟောဒီလက်သမီးလေးကိုတွေ့တဲ့အချိန်မှာမင်းခံစားချက်တွေဘလောက်ခံစားရတယ်လဲမင်းရင်ထဲမှာအချစ်တွေဘလောက်ပေါ်လာတယ်လဲငါတရားမင်းကိုတင်ပြစားဆိုတော့ဟိုမှန်လားဗာတရားမင်းကြီးရဲ့အကျွန်တော်ဟောဒီရောဟိနီမင်းသမီးလေးကိုမျက်စိနဲ့တဲတဲ့တွေ့လိုက်တဲ့အချိန်စစ်မြေပြင်မှာမယမနာတိုင်းတိုင်းကြည်နေတဲ့စီကြီးလိုပါပဲတဲ့ကျွန်တော်မျိုးရဲ့ရင်နေတဲ့ဒိဋ္ဌိနဲ့ခုံနေတာရက်ကိုမရက်တော့ပါဘူးတဲ့ကဲပရိသတ်ပထမဆုံးနတ်သားကဘယ်လိုခံစားရလဲရင်ခုံတန်လေးရက်ကိုမရက်တော့ဘူးတဲ့စစ်မြေပြင်ကစီကြီးတီးနေသလိုပဲတဲ့ဟုတ်လားရှေ့ခေတ်ကတော့စီတီးပြီးတော့တိုက်တာကိုအမြဲတမ်းတတိပေးအချက်ပေးနေရတယ်ဟုတ်လားအဲ့တော့ကျုပ်ကအဲ့အခန်းလေးရောက်တော့နေခင်းကစဉ်းစားမိတယ်ဦးဇင်းတို့အိန္ဒိယနေတဲ့အချိန်တော့လေတို့ဒါမြို့သူမြို့သားတွေဆိုသိပါတယ်ဒီမြန်မာနိုင်ငံမှာပြပြီးသားမျိုးကိုချီဟောသားဟဲ့လေပြပြီးပြီလားဟာအဲ့ကိုချီဟောသားရဲ့စကားကျွတ်တို့အိန္ဒိယမှာပြင်ရတဲ့ဒီခေတ်စားလိုက်တာတနိုင်ငံလုံးပဲခါလာလေကိုချီဟောသားရဲ့တခါလာလေကိုချီဟောသားရဲ့ပြီးတော့ဆရာလို့ကိုချီဟောသားရဲ့ဘာလဲဆိုကျွတ်တို့ဆရာလည်းရခိုင်ဘုန်းကြီးလူတို့ကသူကဟောကိုချီဟောသားရဲ့နင်းတော်ခင်စရာကောင်းတာပဲလို့ပြောတာဟောဒါဆိုဒီတခါကြီးမိုက်တယ်ဟာဒါဆိုဆရာတို့ကလမလေးအတွင်ပြောလို့ရတာမဟုတ်အတန်းထဲမှာတွင်ပြောလို့ရတယ်ကလမလေးပြောလို့ပါတယ်ပြောလို့ရတယ်ကုချီဟောသားရဲ့မစိုးဘူးလွယ်လွယ်လေးတစ်ချက်လည်းရတာအဲ့တော့မထူးဘူးဒီကလည်းပဲကုချီဟောသားရဲ့ဒါတွေ့ရင်တော့ပြောမှာဟုတ်လားအဲ့တော့အတန်းလဲနားတဲ့အချိန်ပြောတဲ့တယောက်စကားလေးပြောမှမင်းအချောဆုံးကလမလေးနာသွားပြီးတော့ကျုပ်မစ္စည်းမခွန်ကြီးရတယ်လေဝါဒနာအမှန်တော့ခင်စရာကောင်းတယ်ဆိုလို့ပါပြောကြည့်နေတာကလားစကားပြောကြည့်နေတာအဲ့ဒါအနာကပြီးတော့ကုချီဟောသားရဲ့ဟာတို့လေအဲ့ဒါမဟုတ်ဘူးဒီလိုမပြောနဲ့ပေါ့ချမ်းနေမကောင်းဘူးဟာအဲ့ဒါမဟုတ်လို့ချမ်းနေငါပြောတာလေကုချီဟောသားရဲ့လည်းအဲ့ငါ့ကိုမခင်ဘူးတင်တယ်ပေါ့အဲ့ဒါကြောက်တော့စိတ်ထဲမြင်ဆရာတို့ကျုပ်ကတော့ကလမလေးကိုကုချီဟောသားရဲ့လို့ပြောတော့ကျုပ်ကိုအဲ့ဒါမဟုတ်လို့နင့်မိုးလေးလို့ပြောတယ်အဲ့လိုမပြောနဲ့မကောင်းဘူးလို့ပြောတယ်ခုတော့ဟုတ်သွားကြတာဟာသွားပါပြီတဲ့ဘာလို့သွားပြောလဲဟာဆရာပဲခင်စရာကောင်းတယ်ဆိုမဟုတ်ဘူးတဲ့တပည့်တော်လောင်းလိုက်တာဟာဒါဆိုအမှန်ပါလို့ဆိုငါရင်နေတဒိန်းခုန်နေတယ်ပြောတာဟုတ်ကလမနာသွားပြီးတော့အနာကပ်ပြီးတော့ငါရင်နေတဒိန်းခုန်နေတယ်ဆိုတော့နေခင်းတော့ဒီတရားတွင်းနဲ့ငါလိုလက်သားရှိသေးတယ်ဟုတ်လားသူလည်းပဲအခုအဆက်မပြတ်ခုံးနေတာရင်နေတဒိန်းခုန်နေတယ်ဟုတ်လားဟုတ်လားအဲ့တော့ဒုတိယနတ်သားကိုမေးတဲ့အခါကျတော့ဘာပြောလဲဆိုရင်မှန်လားပါတဲ့တရားမင်းကြီးအကျွန်ုပ်ဒီဟောဒီနတ်သမီးလေးတွေကိုမြင်ရတဲ့အချိန်နှလုံးသားတွေမှာတောင်ကြမြည်တို့လိုပဲတသွင်းသွင်းစီးသားနေကြားရတယ်လို့ပါပဲတောင်ကြမြည်ဆိုတာပြိဿရဲ့အဆက်ပြတ်သလားပြောင်းနဲ့စီးနေတယ်အမလီတရားမင်းကြီးရဲ့ဟောဒီမင်းသမီးနတ်သမီးကိုမြင်ပြီးကြတဲ့ကကျွန်ုပ်နှလုံးသားတွေမှာလည်းတောင်ကြမြည်စီးနေတယ်လို့ပဲရောဟိနီနဲ့တသွေးသွေးစီးပြီးတော့ကိုရင်ထဲမှာခံစားနေရပါလေ။ဩမင်းလည်းတော်တော်ခံစားရတာပဲဟုတ်လား။နောက်တစ်ယောက်မေးပြန်ကဲဒီဘက်ကနတ်သားမင်းကပြောအောင်ကွာရှင်မင်းကြီးကျွန်ုပ်ကတစ်ချက်တော့ကြည့်ပါဦး။ဟာဘာတော့ဟာကျွန်ုပ်မျက်လုံးကြည့်ပါဦး။ဟောဒီရောဟိနီမင်းသမီးလေးကိုမြင်ပြီးတဲ့အချိန်တွေကမျက်လုံးကြီးကိုထွက်ကြမကြက်ကြည့်လိုက်တာပြန်တော့မှသွင်းလို့မရတော့ပါဘူးကျွန်ုပ်မျက်လုံးဟာပဇွန်မျက်လုံးတို့ကိုရှေ့ထွက်နေပါပြီတရားမင်းကျွန်ုပ်ကိုပေးပါကျွန်ုပ်ဘလုံးမအဆင်မပြေတော့ဘူးဆိုတော့တရားမင်းကမင်းနဲ့တော်တော်ခံစားရတာပဲတဲ့ဟုတ်လားပြီးတော့နောက်ဆုံးနတ်သားကိုမေးတဲ့အခါကျတော့ဟဲ့ကဲမင်းအလဲရောက်ပြီနောက်ဆုံးမင်းပြောစမ်းမအောင်
အိုးမင်းကြီးသူတို့ပြောတာကလည်းသူတို့အတွက်ပင်ပန်းလာတယ်လို့ထင်ပါပါပဲအကျွန်ုပ်မှလည်းပဲမင်းကြီးရဲ့ဖြစ်နေတဲ့ဖြစ်ရင်ပြောပြပါမယ်အလံလေးတစ်ခုများလွှင့်ထားရင်လေတိုက်ရဘက်ကိုတပတ်ပတ်နဲ့ငြင်းငြင်းမနေပဲနဲ့တစ်ဖြက်ဖြက်ခုံပြီးတော့လှုပ်ရှားနေသလိုပါပဲတဲ့ဟောဒီတော်ကြီးကြီးကိုမြင်တဲ့ကကျွန်ုပ်နတ်သားမှာဖြင့်စားလို့လည်းမရနေလို့လည်းမရအိတ်လို့လည်းမရခြေမငြိမ်လက်မငြိမ်နဲ့ပြာလောင်ကိုခတ်နေအောင်ကိုပြာလောင်ခတ်နေရပါလေဆိုတော့ဟေးမင်းလည်းတော်တော်ခံစားရတာပဲဆိုတော့နတ်သားလေးယောက်ဟာပြောတာကောင်းသွားပြီကိုယ်လည်းငါပြီးမှပစုံမျက်လုံးနဲ့ကောင်ကလည်းငါရမှာငါမျက်လုံးကြည့်ထားပြီသူသိသွားပြီဟုတ်လားသူငါ့ကိုပေးမှနဲ့အားရပါးရနဲ့မျောလင်းချက်လေးတွေနဲ့စောင့်နေတာခင်ဗျားတို့ကျွတ်တို့နဲ့မတူဘူးလားသူ့ပေးမှလို့ငါပေးမှလို့နဲ့စောင့်လိုက်ရတာပြိဿရဲ့ထိုင်စားတဲ့အကြောင်းလေးပြောပြမယ်ဟုတ်လားတရားမင်းကကြည့်ပြီးတော့မင်းကလည်းတော်သေးတယ်မင်းကလည်းတတ်တာနိုင်သေးတယ်မင်းကလည်းဖြေသားနိုင်သေးတယ်ငါအဖြစ်ငါပြောမယ်မင်းတို့ကမှတယောက်တယောက်မှဝေဒနာတစ်မျိုးစီတစ်မျိုးစီပဲခံစားရတာမင်းတို့ဆရာတရားမင်းဖြစ်တဲ့ငါဟောဒီရောဤမင်းသမီးနဲ့မျက်လုံးချင်းဆုံလိုက်တဲ့အချိန်မှာငါရင်ထဲမှာရှင်းအောင်ပြောရရင်သူ့ကိုမရရင်ငါသိလိမ့်မယ်ခင်ဗျားပါတယ်လေမင်းတို့ကယောဂတွေရတာကုရင်ရသေးတယ်ငါသူ့မရရင်စားမရအဲ့ပြန်ငါသိဖို့ပဲရှိတော့တယ်ဒီတော့ငါကောင်းဆောင်ကြီးတရားမင်းသိတာမြင်နေတယ်ဆိုရင်မင်းတို့ဘာဆက်လုပ်မလဲဆိုတော့ဘာရဲ့အဘတော့မသိပါနဲ့ကျွန်တော်တို့ပဲနစ်နာခံလိုက်ပါမယ်အဘတော့သိလိုက်ပါတော့ဆိုဟုတ်လားပြိဿဘိုးကောင်လေးကောင်လက်သားလေးကောင်ပြေးပြီပြိဿဟုတ်လားရရဲ့လားလူတော့မလူဘူးလားအเจ้าလေးကြပြီတောင်းတော့မတောင်းလားနောက်ဆုံးဘယ်သူစားသွားလဲဗန္ဒခါတောင်းတော့ဘာအကြောင်းလေးပြတောင်းတော့ပြိဿရဲ့နောက်ဆုံးတော့တိုင်စားတာပါပဲတရားမင်းစားသွားပြီဟုတ်လားအဲ့တော့ပြိဿရဲ့ရောဟိနီရဲ့ဘုံကံဟာကြောက်เสียမကောင်းဘူးလားဟောဒီလူဘဝမှာနဲ့ရွှေရောင်ဆင်းတော်သားရည်တွေဝင်ပသွားတယ်နတ်ဘုံမှနတ်ဘိမှန်ရောက်ပြန်တော့လေပြိဿရဲ့ဖေနတ်သားနဲ့မှမတန်တော့ဘုံဘိမှန်၄ခုအလယ်မှာသွားရောက်ပြန်တယ်ဘုံဘိမှန်၄ခုအလယ်ကိုရောက်ပြီဆိုတဲ့ကပြိဿရဲ့အဲ့ဒီတည်းကသဘောပေါက်ဖို့ကောင်းတယ်ဘယ်သူနဲ့တန်တာလဲတရားမင်းနဲ့တန်တာအဲ့ဒါသူရတတ်တယ်ငါရတတ်တယ်သွားလုံးနေတာဟုတ်လားဘုံဘိမှန်ရှိတဲ့သူကစောင့်နေပြီးသားအချိန်တိုင်းရမှာပဲဟုတ်လားအဲ့တော့ပြိဿရဲ့တရားမင်းကြီးရပြန်တော့လေကြည့်အောင်တရားမင်းမှာလည်းပဲအငယ်တွေအနှောင်းတွေအများကြီးပဲဟုတ်လားအများကြီးဆိုတော့လေကြံတဲ့အငယ်တွေအနှောင်းတွေကပြောတယ်ဆိုတရားမင်းကဗကာမများနဲ့ရာထူးချလိုက်လို့အောက်ပို့လိုက်မှမလုပ်ပါနဲ့တော့မပြောတော့ပါဘူးဟုတ်လားရောဟိနီကြတော့ပြိဿရဲ့တရားလည်းမရဘူးမောင်တော်ဒီကနေ့ညာနတ်တို့ရဲ့သပင်ပွဲမှာနမတော်သွားပြီးတော့ဖျရိုက်ခြင်းနဲ့ဟုတ်လားအိုးညီမလေးသွားခြင်းဘက်ပိုးမှာဟုတ်လားတရားမင်းမတားရဘူးဟုတ်လားဒေါင်းကြီးဖြစ်နေတာအကုန်လုံးကိုဖြစ်အောင်လိုက်လျောရတာတဲ့ဘယ်တရားကြောမှမရတဲ့အခွင့်အရေးကိုဒေါင်းကြီးရသွားတာဟုတ်လားဒေါင်းကြီးပြိဿမပိုင်ဘူးလားဘယ်တရားကြောမှမရတဲ့အခွင့်အရေးတွေကိုဒေါင်းကြီးရသွားလိုက်တာသူဖြစ်ချင်တာအကုန်ဖြစ်တယ်သူလုပ်ချင်တာအကုန်ရတယ်ပြိဿကြီးသူဖြုတ်ချင်တာအကုန်ပြုတ်တယ်သူတတ်ချင်တာအကုန်တတ်တယ်ဒေါင်းကြီးကတရားကြောဖြစ်ပြီးအကုန်လုံးချင်လုပ်ပြီပေါ့ဟုတ်တယ်မလားဒီတော့ပြိဿဘယ်ကောင်းမှုရဲ့အကျိုးလဲကျောင်းလူတန်းနဲ့ကောင်းမှုရဲ့အကျိုးတပြည့်စည်းလဲရတဲ့ကောင်းမှုရဲ့အကျိုးရေခတ်ရတဲ့ကောင်းမှုရဲ့အကျိုးအရေးကြီးသတ်စင်အောင်စီးကြောရတဲ့ကောင်းမှုရဲ့အကျိုးအဲ့ဒီအကျိုးတွေရဖို့ရန်အတွက်ဘယ်ရန်သူကိုတိုက်ခဲ့ရတာလဲဘယ်ရန်သူလဲဣဒ္ဓမစ္စရိယရန်သူဒါကြောင့်ပြိဿရဲ့ဣဒ္ဓမစ္စရိယရန်သူနှစ်ပါးကိုတကယ်နိုင်အောင်တိုက်နိုင်ရင်ဒီဘဝလည်းချမ်းသာတယ်ဘဝသန္တရာလည်းချမ်းသာတယ်ကိုယ်လည်းချမ်းသာတယ်စိတ်လည်းချမ်းသာတယ်အဆင့်မြင့်လည်းချမ်းသာနေလေတန်းစီလို့စောင့်နေပါလေဒါကြောင့်ရန်သူအစ်စ်ဘယ်မှာလဲလို့မေးရင်မြင်ပြီလားအေးမြင်ဘယ်သူမှဘာမှပြောမနေနဲ့ငါပဲလို့သာအောင်မေးပြီးတော့တော်ဟုတ်လားဧဒါယအလုံးသောဒုရဂဓမ္မပေါင်းသူတော်ကောင်းတွေရက်စွာဘုရားရှင်ကိုယ်တော်မြတ်ဟောကြားလိုက်တဲ့အဲ့ဒီရန်သူအစ်စ်တွေ့အောင်ရှာတဲ့ခါသာလေးနဲ့သင်ညာရအောင်သာရောနှလုံးပြောပြောသူတော်ကောင်းတို့သာရောဘဝဇဂသန္တရာကလေးကဆွေဟောင်းမြို့ဟောင်းအမိဟောင်းအဘဟောင်းအကိုဟောင်းအမဟောင်းညီဟောင်းညီမဟောင်းတော်သက်ခဲ့ကြပါကုန်သော
သာတော်လွန်မြေကံထိုက်ကြပါတဲ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဣဒ္ဓမစ္စေရပိလိတံဣဒ္ဓမစ္စရိယဆိုတဲ့ယန္တုနှစ်ပါးနှိစ္စခံထားရတဲ့ပုဂ္ဂိုလ်တို့သည်ဣဒာပြစ္ဆုတ်ပံလောကဤလူဘဝ၌၎င်းပိစ္ဆတမလွန်လောကဟိုနောက်ဘဝ၌၎င်းနဝတံတိဘေသောအခါမှမတိုးတက်မကြည်ပွားကြလေကုန်တတမတို့ကြောင့်ဝဋ္ဌိကာမတိပြစ္ဆုတ်ပံသာသရနှစ်ပြားသောဘဝမှာဖြင့်တိုးတက်ကြည်ပွားကြောင်းကိုလိုလားကြတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့သည်သက္ကဝေရိနောမိမိရဲ့နှလုံးသားထဲမှာရှိနေတဲ့ယန္တုအစစ်ဖြစ်တဲ့အတွင်းယံဣဒ္ဓမစ္စရိယဆိုတဲ့တရားဆိုနှစ်ပါးကိုခဏေယံဝိပဿနာဉာဏ်လက်နဲ့မဉဏ်လက်နဲ့ဆွဲကင်ကြကုန်လျက်ကောင်းစွာမသွေတိုက်ထုံး၍အောင်ကြပါစေကုန်သတည်းဒေသေတံသုဒ္ဓဗုဒ္ဓေနာသုလိတဝါဓမ္မဒေသနာအဘိနန္ဒနာစိတ်တေနသာဓုသာဓုတိပါဒထာသာတော်တရားနာလာကြပါတဲ့ညာရဓမ္မပေါင်းသူတော်ကောင်းတို့ဒုမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုသုဒ္ဓအဖြာဖြာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအထံတော်မှာဒေသိတံတသိခံငါဟောကြားအပ်သောဣမံဓမ္မဒေသနာယန္တုအစစ်ကိုမြင်အောင်မကြည့်နိုင်တဲ့အတွက်ကြောင့်တလောကလုံးပင်မဆင်းရဲနေတာကိုသိလိုက်တဲ့အတွက်ကြောင့်ယန္တုအစစ်မြင်အောင်ရှာဖို့ရရည်တံဟောကြားအပ်တဲ့ဤတရားဒေသနာတော်မြတ်ကိုသူနိတံဝါကောင်းစွာယုသိနာကြကြကုန်ပြည့်သည်ဖြစ်၍အဘိနန္ဒနာစေတေနအလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိချာကြကုန်လျက်အဘိနန္ဒနာစေတေနဟောဒီကိုယ်တော်တရားနာမည်လေးပေးလိုက်တော့ကတော့ယန္တုအစစ်ပင်မှာလေဆိုတော့ငါတို့ကဘာလေးလို့အောင်းမိပြီးတော့စောင်းလိုက်ရတာအောင်မလေးယန္တုအစစ်ငါတို့နှလုံးသားထဲပဲပြန်ညွန်လာပါလားသူလည်းပဲတို့လိုပဲဘာမှကြိုးရဲပါဘူးလို့စိတ်ထဲမှာစိတ်ခဲမှာကြိတ်ခဲတာမကြည်မနဲ့အမလို့အမရနဲ့ပြန်သွားရမယ်ဆိုရင်ပရိသတ်ရင်စိတ်ဆိုးရင်လည်းကျင့်တတ်ပါတယ်မကျင့်တတ်ဘူးပြောရင်လည်းကြုတ်ကရှုံးပေးပါတယ်ယန္တုအစစ်ပဲမှာရှိတယ်ဆိုတာကိုကျုံလည်းပဲဘုရားသူမိုးကြိုးပြည့်ဒီထဲမှာရှိပါတယ်လို့ပြောရပါတယ်ဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်ကြည်ကြည်နဲ့ကြည်ကြည်လင်းလင်းဝမ်းမြောက်ဝမ်းသာပီတိချာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ရွှေကြော်တန်ကိုဘာသာသာသုံးချိန်သုံးဝလုံးရဖား၍ကောင်းစွာမသွေကျွေးလိုက်ကြလေကုန်ရသတည်း